နောက်ကနေပြီးညီညီလေးလိုက်ဆိုပါပြိဿရှစ်ခိုးပါဤဖျားအနန္တ၅ပါးကိုရှစ်ခိုးပြီးတဲ့နောက်ဖြူးမြို့25ချိန်မြောက်ဈေးသူဈေးသားများနဲ့ဈေးလူငယ်ကနေပြီးတော့ကျွတ်တို့ဘုံကထိန်ကျင်းပတဲ့အဖွဲ့ကြီးပင့်လျောက်လို့ကြာဏီကန်ရောက်လာတဲ့နှစ်ညမြောက်တရားပွဲဒီနှစ်ညမြောက်တရားပွဲမှာဘုန်းကြီးဒီကနေ့ဟောမဲ့ဇတ်လန်းကတော့ဇတ်လန်းကောင်းပဲပြိဿသို့တော်လည်းပဲတရားနာပြိဿအနေနဲ့ကောင်းလွန်အားကြီးတဲ့တရားနဲ့တည်မတည့်တတ်ဘူးပြင်းရင်ပြင်းနေလိမ့်မပြင်းနဲ့ပေါ့ဇတ်လန်းကောင်းကိုစစ်စစ်ဆက်ဆက်လေးနားကြည့်စမ်းဒီကနေ့ကျုပ်ဟောမဲ့ဇတ်ထုတ်ကလေးမီတိတ်တတဘာယာဆိုတဲ့ဇတ်တော်ကြီးကိုဟောလေးမီတိတ်တတဘာယာမှတ်ထားနော်လေးမီတိတ်တတဘာယာတဘာရဲနဲ့လေးမီသောတိတ်တကိုရတဲ့နာမည်ပြိဿစကြပါစို့ကျွတ်တို့သုံးလောကထိုထသဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်သည်တာဝဋ္ဌိပြည်ဇေရဝံကျောင်းတော်မှာတည်င်းသုံးတော်မူစဉ်အခါအညာဟိလာဘူပဏိတအစရှိသောဒေသနာတော်ကိုမြတ်စွာဘုရားကိုရောမြတ်ကြီးလေးမီတိတ်တာတပါးရသောခုနှစ်အရွယ်သာမဏေငယ်လေးကိုအကြောင်းပြုပြီးတော့ဟောပါတယ်ဒီဒေသနာဇတ်လန်းကဘယ်မှာဖြစ်တယ်လဲလို့ဆိုတော့ကျွတ်တို့ရာဇကြိုမှာဖြစ်ပါအဲ့ဒီရာဇကြိုမြို့မှာကျွတ်တို့မဟာသေနဆိုတဲ့ပုံနာကြီးရှိပေးသားကြီးဘယ်သူတဲ့ဆုံးမြို့အဲ့ဒီမဟာသေနပုံနာကြီးသည်အတော်လေးဆင်းရဲသွားတဲ့အချိန်ပေါ့မလှူနိုင်မတတ်နိုင်တဲ့အချိန်မှာဖြစ်သွားတယ်ဒီလိုမဟာသေနတထေးကြီးပုံနာကြီးဆင်းရဲနေတဲ့အချိန်ခါမှာကျွတ်တို့သုံးလောကထောထသဖြင့်မြတ်စွာဘုရားဤလက်ရတော်ရာပညာအရာမှာဧတရရတော်မူသောရှင်သာရိပုတ္တရာကိုရောမြတ်ကြီးသည်မဟာသေနပုံနာကြီးအိမ်ရှိသို့ဆွမ်းရတော်မူပါလေတရားတရားရှိတဲ့ပုဂ္ဂိုလ်များကမလှူနိုင်ရဲ့အလွန်ဆင်းရဲတယ်။အော်ငါလှူခြင်းလိုက်ပါပြီမလှူတန်းလိုက်ရပါလား။ငါလှူခြင်းနာမလှူနိုင်ပါလားရဲ့လို့တရားတရားရှိတဲ့ပုဂ္ဂိုလ်ကမလှူရရင်ဆင်းရဲတယ်။အလှူကံပုဂ္ဂိုလ်ကိုအပြစ်တင်ရိုးထုံးတာမရှိဘူးတဲ့ဗျ။မှန်နော်သေသေးချာချာဘုန်းကြီးပြောတဲ့စကားလုံးလေးအလှူကံပုဂ္ဂိုလ်ကိုအလှခံနိုင်ရန်ကိုရဲ့လို့အပြစ်မတင်ကြပဲနဲ့အော်ငါလှူခြင်းလိုက်ပါပြီငါလှူခြင်းနာမလှူနိုင်ပါလားငါလှူခြင်းနာမလှူရပါလားလို့အဲ့တလူပဲတရားနာပိဋကစိတ်ဆင်းရဲပါတယ်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွလာတယ်ဆိုရင်ပဲအော်ကြည်စမ်းမရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွလာပြီငါမလှူနိုင်ဘူးမလှူနိုင်မဲနဲ့ဒီမျက်နှာကြီးရှင်သာရိပုတ္တရာကိုရောမြတ်ကြီးပြရန်ခက်လာပါပြီသူ့မျက်နှာမပြရဘူးတဲ့တရားနာပိဋကမျက်နှာမပြရတော့မဟာသေနပုံနာကြီးပုံးတယ်ရှက်လွန်းလို့မလှူရမှာကိုရှက်လွန်းလို့တရားတရားရှိတဲ့ပုဂ္ဂိုလ်များကတော့ဒီတိုင်းမှာတရားတရားမရှိတဲ့မိန်းမများကြတော့လေတဲဟမကြဘူးမြုံနဲ့ရှေးတုန်းကကိုရင်လေးတစ်ပါးအဲ့ဒီမိန်းမပြောတဲ့စကားယုံမှားပြီးတော့ငရုတ်ကြွေရံဘေးကြောင့်ကိုရင်လေးထွက်ပြေးရတယ်ဆိုတာကြားဘူးမှာပေါ့တခါကြီးတယောက်ကကိုရင်လေးတစ်ပါးလမ်းပြီးတော့ကိုရင်ဖျားတပည့်တော်တို့အိမ်ကြွပါဗျာလိုက်ခဲ့ပါဗျာပြင့်သွားပြီးတော့ဟဲ့ငါကိုရင်လေးတစ်ပါးပြင့်လာဟဲ့နေ့စဉ်ထိုင်ကိုတော်ဖြစ်နေဆုံးလောင်းတော့
အဲ့ဒါလို့ပါတယ်တကားကြီးရှေ့တော့ဒကမာကြီးကဘာမှမပြောသေးဘူးတကားကြီးလည်းအပြစ်မဲ့ထွက်သွားရောစိတ်ထဲကကြည်ဆောင်မှတော့သူကတော့ပါဇက်ကဖယားလက်ကကာယချဲ့ပြုတ်တော့ဒီကကောင်မကဆိုရင်တစ်ခွက်လောင်းရလွယ်တယ်ထင်လို့သူပင့်လာစားသူမှကောင်းတော်လဲထောင်းသူမှညောင်းလာတယ်ဆိုကြလို့ရှိစီအောင်တော့ဒီလိုနဲ့ဒကမာကြီးကအတော်လေးတရားကင်းတာကိုပြိဿတနေ့ကနိုင်ကြတော့ကိုရင်လေးကကြွအလာဒကမာကြီးကမိဖို့တဲ့ငရုတ်ပြီးထောင်းနေကြငရုတ်စီကမျက်စီထဲဝင်တော့မျက်ရည်တွေကြာလို့ဒကမာကြီးမျက်စိပုတ်ဟာဒကမာကြီးဘာဖြစ်တာတော့မြမလေးမပြောပါနဲ့ကိုရင်တကာကြီးပေါ့ဟင်ဘာဖြစ်လို့တော့ဒကမာကြီးရဲ့ကိုရင်တကာကြီးအတော်ဆိုးတာသူ့လက်ထဲကဟောဒီငရုတ်ကြွေရောက်ရဲ့လေရိုက်တာပဲဗျာတပည့်တော်ကငရုတ်ကြွေနဲ့ရိုက်လို့ခေါင်းကိုက်ဆိုင်ကြနေပါတယ်ဗျာတရားမရှိတဲ့မိမကိုရင်လေးလီဆယ်ပြီးတော့မာယာပရိရဲ့စကားနဲ့ရှောက်ထားလိုက်ဒကမာကြီးရဲ့တကာကြီးသဘောကောင်းပါတယ်ဒီလိုဟုတ်မထင်ပါဘူးမလေးအပေါ်ရရွှေမုံချင်းအထက်ကရွှေရုပ်ခံကိုတော့တကာကြီးကလေဟောဒီငရုတ်ကြွေသာသူ့လက်ထဲရောက်ရင်ကိုရင်တော့ဖုန်ကြီးတော့ဘာမှမရှောင်ဘူးဗျရိုက်တာပဲကိုရင်လေးကစဉ်းစားတယ်ဩတကာကြီးလူရိုးစိတ်တို့ဆိုတာဟုတ်ချင်လည်းဟုတ်နေပါလေကိုရင်လေးကလည်းအဟုတ်ထင်ပြီးတော့ပြန်သွားကိုရင်လေးပြန်သွားတကာကြီးကရောက်လာဟာငါကိုရင်လေးကြွမလာဘူးလားတော်သားမှာတော့ကိုရင်အကြောင်းဟဲ့ဘာဖြစ်လို့တော့ဘာပြောရမလဲတော့ဒီငရုတ်ကြွေတစ်ချောင်းရှိတာဒါဒီငရုတ်ကြွေမရမကဇွတ်လူခံနေကိုရင်တကာကြီးလာမှခုတ်ပြီးတော့အလှခိုင်းမှမယ်ဆိုတာမရဘူးဇွတ်အလှခံတာထောင်းရင်မို့လို့ကျုပ်ကမလှလိုက်တာလေအဲ့ဒါစိတ်ကောက်ပြီးပြန်သွားတယ်တော့မိုက်ပါဟာငရုတ်ကြွေထခုတ်ရတဲ့ကိစ္စကြီးပေးငါလိုက်လှမယ်တွေ့တော့မယ်ငရုတ်ကြွေနဲ့ရတော့ငရုတ်ကြွေကြီးကင်ပြီးတော့လိုက်သွားတယ်ကိုရင်ရပါအောင်ဖေရပါအောင်ဖေရဟောတွေ့ဆိုရင်လိုက်လာပြီငရုတ်ကြွေကြီးနဲ့ကိုရင်လေးအတော်ကြောက်သွားတယ်ကိုရင်ရပါအောင်ဖေရငရုတ်ကြွေပြလေကိုရင်ကပြေးလေပြေးရောပေါ့ဒကမာကြီးကပြောထားတာငရုတ်ကြွေသာကံပြီးရင်ကိုရင်တော့ဥစဉ်တော့မရှောင်ဘူးလို့ပြောထားတာကိုရင်လေးရပါအောင်ဖေရငရုတ်ကြွေပြလိုက်မလေးသားနဲ့တော့ငရုတ်ကြွေကြီးနဲ့ဇွတ်ပြေးတာတရားနာပြိတ္တာတင်ပါနဲ့ဘဝနဲ့တသားရင်းနေအောင်ဒါကြောင့်တရားမဲ့တဲ့ပုဂ္ဂိုလ်များကြတော့အဲ့ဒီလိုသာသနာမှာဆင်းရဲအောင်ဒုက္ခပေးတတ်ကြပါတယ်အခုတရားရှိတဲ့မဟာသေနာကြီးကြတော့ဒီလိုဟုတ်ရဲ့လားပြိတ္တာပြေးလာကြီးဒီလိုဟုတ်ရဲ့လားမဟုတ်ဘူးဒါကြောင့်တရားနာပြိတ္တာသာသနာပြုတဲ့နေရာမှာခမည်းတော်ကလည်းမျက်နှာမလိုက်ကြနဲ့တူလည်းမျက်နှာမလိုက်ပါဘူးဘာဖြစ်လို့ဆိုတော့မျက်နှာလိုက်ရင်မောတတ်တယ်ကျုပ်ခုသာသနာပြုတဲ့နေရာမှာဘယ်မျိုးကအကူအညီတောင်းကျုပ်ပေးပါတယ်ခုရန်ကုန်မြို့ဟောခဲ့ရတဲ့တရားပွဲအကူအညီကြီးပဲအခုသွားရအောင်မယ်ကျုံမငေးဝါခင်မလက်ပုတ်တာကျုပ်ဒီကပြန်ရင်နတ်မောက်ကနေပြီးတော့ညောင်လေးပင်ကနေပြီးတော့ရန်ကုန်ဂုတ်တလိတ်ကနေပြီးတော့ဟိုဘက်ထွက်သွားပြီဝါခင်မတို့ကျုံမငေးတို့မြောင်မြတို့လက်ပုတ်တာတို့ကျုပ်ပြသူလာပြီကျော်မှာကြောင်းပြန်ရောက်အဲ့ဒါအကူအညီတွေများပါတယ်ပြိဿအကူအညီများတဲ့နေရာမှာမြည်သည့်ရတော့အကူအညီပေးတယ်မြည်သည့်မြို့ကြတော့အကူအညီမပေးဘူးကျုပ်မရှိပါဘူးအဲ့ဒါလို့ဆိုရင်ကျုပ်မျက်နှာလိုက်ရရောက်မယ်ပေါ့မျက်နှာလိုက်ရင်မောတတ်ပါတယ်ပြိဿခင်ဗျားတို့လည်းလှူတဲ့နေရာမှာလှူတဲ့ဒါနသည်ကိုယ့်အတွက်ဖြစ်ပါဆုံးရှုံးမဲ့ပစ္စည်းမဟုတ်ပါဘူးပြန်ရမဲ့ပစ္စည်းစူးစမ်းပြီးတော့လှူကြဒါတို့ဒီနေ့လဲလှူမယ်နှစ်ဖြင့်ကလည်းလှူမယ်ကျန်ဒီကဆရာတော်เจ้าမှာပိုးလှူမယ်ဒီလိုမလုပ်ပါနဲ့ဘယ်ကိစ္စမျိုးမဆိုသာသနာရေးနဲ့ပတ်သက်ရင်မျက်နှာလိုက်ရင်အမတန်မောတတ်ပါပြောရအောင်မယ်ဒီမောတဲ့အကြောင်းဟိုစမ်းမိလို့ပါဇတ်ထုတ်ကလေးအစနည်းနည်းလေးစမ်းမိတဲ့ခါပြောရတာပေါ့ကြည်လေတရားနာပိဋကကျွတ်တို့ဟိုဘုန်းကြီးတစ်ပါးအဲ့ဒီဘုန်းကြီးတစ်ပါးကအကောင်းကြိုက်စားတဲ့တောက်တဲ့နေရာမှာဘယ်တော့ပြဘယ်တကာလာပင့်သူကဆုံးဟင်းမေးနောက်တကာတယောက်ဆုံးသားလာပင့်အေးမင်းဆွမ်းသားပင့်တာတော့ဟုတ်မင်းမဟင်းနဲ့ကမှတော့ကွာရှင်ဗျာတပည့်တော်ကတော့ဆင်းရဲသားကိုဗျာဝက်သားကြက်သားတွေလည်းရှင်ဗျာတို့စားခဲ့ရတာများပါပြီဗျာတပည့်တော်ဒီကနေ့ချင်းမောင်ဟင်းနဲ့ကတ်မလို့ဗျာ
မင်းမနှက်ဖြာကတ်မှာမဟုတ်လားတမဖျားဒီကနေ့လာပြင်တာမနှက်ဖြာကချင်းမောင်ဟင်းနဲ့ကတ်မယ်ဗျကွယ်ချင်းမောင်ဟင်းနဲ့တခါအေးပြေတော့ကောင်းမှာကွာဘုန်းကြီးချင်းမောင်ဟင်းနဲ့ဆုံးပင့်တာလက်ခံထားလိုက်ချင်းမောင်ဟင်းတကလည်းပြန်သွားရောဝက်သားနဲ့ကတ်မဲ့တကရောက်ချစ်ခိုးမင်းဘာလို့ဟိချင်းမရနှက်ဖြာကဆွမ်းဖုံးပေးဖို့လာပင့်တာဗျမင်းဘာဟင်းနဲ့ကတ်မှာဒီတော့နှက်ဖြာကဝက်သားဟင်းနဲ့ကတ်မှာဗျဘုန်းကြီးကောင်းကြီးသွားတယ်ဒုက္ခချင်းမောင်ဟင်းကအရင်ဥသွားဒီကောင်တဲနောက်ကြကူစောစောလာရင်ဟန်ကြလိုက်တာပေါ့ကွာလိုက်တာပေါ့ဝက်သားလည်းသူလက်ခံလိုက်တာပဲလက်ခံပြီးညကြဘုန်းကြီးအိတ်မပြောဘူးဘယ်အိတ်ပြောမလဲပြေးတာချင်းမောင်ဟင်းနဲ့ဝက်သားနှပန်းလုံးချင်းမောင်ဟင်းထန်လိုက်ပြန်ရင်လေဝက်သားကလက်လွတ်တော့မယ်ဝက်သားထန်လိုက်ပြန်ရင်လေချင်းမောင်ဟင်းကမျက်နှာလိုက်တယ်လို့ဆိုတော့မယ်ဘုန်းကြီးချင်းမောင်ဟင်းနဲ့ဝက်သားနှပန်းလုံးနဲ့တညလုံးအိတ်မပြောဘူးဒီလိုနဲ့မနဲ့ကြတော့ဆွမ်းစားလာပဲဘုန်းကြီးကိုလာထောက်ပြန်တော့လေချင်းမောင်ဟင်းတကာကအရင်ရောက်ဒုက္ခပဲဒီချင်းမောင်ဟင်းကတေဝရိယကောင်းရှင်မကြွတော့ဗျကြွတော့ကွာကြွတော့ပေါ့အမျက်နှာတေဦးမယ်ကွာမျက်နှာတက်တာနာယူဝက်လောက်ဝက်သားတကာစောင့်မျက်နှာတက်ပြီးရှင်မကြွတော့ဗျနေပါကွာသင်္ကန်းလဲပါဦးမယ်သင်္ကန်းဝဲတာကသင်္ကန်းလဲတာက10မိနစ်လောက်ကြွတော့ဗျနေအောင်ကွာမင်းဆုံးကတ်မယ်ဆိုလို့ငါဝန်းလုံးစိတ်စားတာနေပါကွာငါကုတီခဏပြေးပါဦးမယ်ကုတီတက်တနာရီလောက်ကြာဘာမှမဟုတ်ဘူးဝက်သားတကလာအောင်သူစောင့်နောက်ကုတီကပြန်လာတော့ဝက်သားတကရောက်လာမင်းပါတော့ဟဲ့ဟောဗျာရှင်မမနေ့ကတော့တပည့်တော်ပင့်ထားတာချောင်းပုံပေးဖို့လေအဲ့ဒါခက်တာပဲကွာငါကလည်းတတိကအသက်ကကြီးတော့မေ့လာပြီကွာနှစ်ဦးဖြစ်နေခွကြဒီကောင်လည်းဆွမ်းသားလာပဲနာမေ့လည်းငါပေးလိုက်တယ်သူ့လည်းငါပေးလိုက်တယ်ခွကြတာပဲကွာဘသူရှိမှအရင်လိုက်လို့မကောင်းဘူးဟာကဲဒီလိုလုပ်ကြကွာကံပေါ့မင်းတို့တိုင်တဲ့ဘက်ငါလိုက်ရော့မင်းကဒီလက်တစ်ဖက်ကဲရော့မင်းကဒီလက်တစ်ဖက်ကဲဆွဲကွာပါတဲ့ဘက်ငါလိုက်ဘုန်းကြီးကမျက်နှာလိုက်လို့မကောင်းဘူးဆိုပြီးအဲ့ဒါလို့အဆွဲခိုင်းတော့ချင်းမောင်ဟင်းတကာကအားကောင်းဘုန်းကြီးချင်းမောင်ဟင်းဘက်ပါသွားဘုန်းကြီးကချင်းမောင်ဟင်းတကာနည်းနည်းမျက်စောင်းထိုးကြည်စမ်းဒီကောင်ချင်းမောင်ဟင်းစားလို့များအားကောင်းတယ်နောက်ဘုန်းကြီးကမဟန်ဘူးဝက်သားတော့လက်လို့မခံဘူးဆိုပြီးချင်းမောင်ဟင်းတကာပဲခြေတော်ကလေးကံပြီးဝက်သားပဲကိုရိမ့်ရိမ့်ပြီးသူကကူယုံပေးဒီတော့ချင်းမောင်ဟင်းတကာကမြင်ပြီတန်တော့ဒီဘုန်းကြီးသိဟမဟန်ဘူးကိုကောင်ဝက်သားနဲ့ကတ်မယ်ဆိုတာလည်းငါသိတယ်သူလည်းသိမှာသူလည်းဆွမ်းကတ်မဲ့လူတိုင်းမေးတာဟင်းကောင်းတော့ကြိုက်တဲ့ဘုန်းကြီးမပြေဘူးခုဟိုဘက်ကန်းကန်ယုံပေးကဲဒီလောက်မျက်နှာလိုက်တဲ့ဘုန်းကြီးမထူးဘူးဆိုပြီးတော့ချင်းမောင်တကာကချင်းမောင်ကိုကပြန်၍ဝက်သားထန်ချေကန်ယုံနဲ့သွားတော့ဖုံဖုံဆိုတွန်းလှော်လိုက်တချို့ကဒီနေရာကိုသွားတော့ကဒုံနဲ့ကျုပ်ကတော့ဖုံဖုံမဲ့သုံးဟုတ်တယ်လေကဒုံဆိုတွတ်ထိမှာကိုဗျသွားတော့ဖုံဖုံတအားတွန်းလွတ်တာတရားနာပြိတ္တာဘုံကြီးဟာထိုးလဲပြီးတောင်စစ်တွေဒူးတွေပဲ့လို့ဘယ်အဲ့ဒီနဲ့ဆုံးကောင်းကောင်းစားနိုင်တော့မရိတ်တာဒါကြောင့်တရားနာပြိတ္တာသာသနာပြုတဲ့နေရာမှာဖယားရွှေမျက်နှာတော်ကြီးကိုကြည့်ပါဘယ်မှမျက်နှာမလိုက်ပါနဲ့ဖယားရွှေမျက်နှာတော်ကြီးကိုကြည့်ရင်ဖယားဆုံးမတော်မူတဲ့အဆုံးအမသာသနာတော်ကြီးကိုတည်တတ်အောင်ခိုင်မြဲအောင်9000ကြာရှိတည်အောင်အဲ့ဒီကဲ့သို့သာသနာပြုရာရောက်ပါတယ်လို့ဒါကြောင့်ကျုပ်သာသနာပြုပွဲတွေမှာယခုကဲ့သို့အလုံးကိုအကူအညီပေးနေရပါတယ်ပြိဿကဲဒီတော့ကောင်းပြီရှေ့ဆက်လိုက်ကြအောင်ဆိုမဟာသေနာကြီးပြိဿပုံနေရှာတယ်ဆင်းရဲတော့ဆွမ်းမလှူနိုင်တာနဲ့အဲ့ဒါလို့ပုံပြီးတော့နေတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကပြန်ကြွသွားသည်နောက်တရက်ရှင်သာရိပုတ္တရာပြန်ပြီးဆက်ကြွလာရှင်သာရိပုတ္တရာကိုရောမြတ်ကြီးပြန်ပြီးတော့ဆက်ကြွလာပြန်တော့လေဒီလိုပဲပုံနေရှာပြန်သည်ရှက်တယ်ငါမလောက်နိုင်မဲနဲ့ဒီမျက်နှာကြီးဘယ်လိုလုပ်ပြရပါမထုတ်အဲ့ဒါလို့ပုံနေတော့ရှင်သာရိပုတ္တရာပြန်ကြွ
စဉ်းစားတဲ့သူ့စိတ်ထဲအော်အရင်တုန်းကချမ်းသာတုန်းကလို့လှူလိုက်လိမ့်မယ်ထင်လို့ကြွပြီးတော့လာရှာတယ်ငါဆင်းရဲနေတာမသိလေရောက်တကားရှင်သာရိပုတ္တရာကိုရောမြတ်ကြီးသည်ငါဆင်းရဲနေတာကိုမသိဘူးနဲ့တူရှာရဲ့ငါဘယ်လိုလုပ်ပြီးတော့လှူရပါမထုံးနဲ့လှူစရာရှောက်ရှာလိုက်တာမရဘူးပြိတ္တာဟောနောက်တနေ့တနေ့ကြတော့ကျွတ်တို့ပုံနာတွေစာဟောတဲ့ပွဲတော်ကိုသူဖိတ်လို့လိုက်သွားတယ်အဲ့ဒီပုံနာစာဟောတဲ့ပွဲကိုလိုက်သွားတော့တရားနာပြိတ္တာကြီးရေမရောသောနှုတ်ကနာထမင်းသူရတယ်နောက်ပြီးတော့အင်မတန်ယုံရင်ကြမ်းတမ်းတဲ့ပစိုးတစ်ထဲသူရလာတော့ဖတ်ကြပြီဒီကရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွလာတဲ့ခြင်းလိုက်ပါပြီရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွလာရင်ရေမရောတဲ့ဟောဒီနှုတ်ကနာဆံကိုလည်းငါကပ်မယ်ဟောဒီယုံရင်ကြမ်းတမ်းတဲ့ပစိုးချမ်းကိုလည်းငါလှူမယ်တရိယာအဲ့ဒီလိုသူသတိရတာကိုရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကလည်းသိဒီကနေ့ရွှေညာတော်နဲ့ကြည့်အော်မဟာသေနပုံနာကြီးလှူစရာရနေပါဖြင့်လားနို့ကနာဆောင်းတဲ့ပစိုးချမ်းပချိုးတောင်ဖြစ်တော့နို့ကနာဆောင်းတဲ့ပစိုးချမ်းကိုသူရထားတယ်ငါကိုလှူနိုင်တဲ့တရားတရားရှိပါမလားလို့ကြည့်လိုက်တော့လှူနိုင်တာကိုသိတဲ့ဖြင့်ဟောရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွလာပါပြီဗျာပုံနာကြီးအိမ်ရှိဝင်ပြီးတော့ဆွမ်းရပုံနာကြီးကအပြင်မဲ့ထွက်လာရေမရောတဲ့နှုတ်ကနာဆောင်းလေးကိုရှင်သာရိပုတ္တရာကိုရောမြတ်ကြီးအားအလှခံတော်မူပါဗျာလို့လောင်းလိုက်တော့တပိတ်ကလေးဖွင့်ပေးတဝက်လောက်ကြတော့တပိတ်ဖုံးပြန်ပိတ်တော်မူသည်လက်ကလေးကာပြသည်မဟာသေနပုံနာကြီးတော်ငါအကုန်လှူရင်သင်ပါစားမလဲသင်အတွက်တဝက်လောက်ချမ်းပါအောင်တော့လားပါဇက်ကမမိန်တော့လဲမိန်တဲ့ကဲ့သို့ငဲ့ညာပြီးတော့တဝက်လောက်ကြတပိတ်ဖုံးပိတ်အလူကံပုဂ္ဂိုလ်တွေငဲ့တာနော်ပြိဿတချို့ကအလူကံပုဂ္ဂိုလ်တွေဘာမှမသိဘူးတဲ့ဘုန်းကြီးတွေကယူဘက်ခန္ဓာရှိတာဘာမှမသိဘူးတဲ့သူတို့လိုချင်တာတစ်ခုရှိတာတဲ့ဘုန်းကြီးများဘာမှအလိုက်မသိဘူးတဲ့တချို့ကဒီလိုအောင်းမိမအောင်းမိပါနဲ့ဗျာတမန်ကရှံကမတွေးလိုက်ပါနဲ့ကျွတ်တို့တန်ဃာတော်အရှင်သူမြတ်များသည်အလူခံရဆိုပေမဲ့လို့စုကလေးဖြစ်တော့ပေးတော်မူကြသည်ပီလာလေးဖြစ်တော့ချီးမြှင့်သွားတော်မူကြသည်ပရိတ်ကလေးဖြစ်တော့ရွတ်သွားတော်မူကြသည်တတ်ဆွမ်းသမျှတရားဓမ္မတပုတ်တကားထားဖြစ်တော့ဟောသွားတော်မူကြသည်ငဲ့လို့ဘောဗျမငဲ့ရင်ဒါပဲလုပ်လိုက်ခင်ဗျားတို့ကဒီလုပ်တယ်မလုပ်ရင်ဒီဘုန်းကြီးတွေပဲအလကားကျွေးမွေးပြီးလှူဒန်းထားလိုက်တန်ဃာတော်အရှင်မြတ်များကတတ်နိုင်တဲ့ဘက်ကဖျားဟောတဲ့အဆုံးအမတွေကြင့်ကြံကြိုးကုပ်ပြီးတော့ခင်ဗျားတို့ကိုတဖန်ပြန်၍ပစ္စည်းလေးပါဒါယကာတွေကိုကျေးဇူးဆက်ရပြန်ပါသည်မှန်လားပြိဿကြီးဘုန်းကြီးပြောတာရမ်းယူလို့ရသလားပြိဿမရဘူးပြိဿခင်ဗျားတို့လည်းရမ်းပေးလို့မရဘူးတရားတရားလေးကိုကြည်လင်အောင်မွေးပြီးတော့လှူရဒီထက်တချို့ကသမန်ငါရှံကဘုန်းကြီးတွေပြောတယ်လကားမကွာတဲ့ဆံကုန်မြေလေးတဲ့ဆလမအဖွဲတဲ့ကျွတ်တို့ဘုန်းကြီးတွေဆံကုန်မြေလေးတဲ့လူတွေလှူတယ်လက်ဆေးအသာ၌စားပြီးတော့တဲ့သင်္ကန်းကောင်းမှုချုပ်ပြီးဥပြင်စင်းဆိုတဲ့အတိုင်းကျိန်းပေါ်တတ်တာတဲ့သူတို့အလုပ်ကဘုန်းကြီးကလွယ်တယ်ထင်လို့တချို့ကသမန်ငါရှံကလေးပြောတယ်လွယ်ဘူးဗျခင်ဗျားတို့ကချမ်းသာတယ်ထင်တာအတွင်းဘူးလူမသိဘူးဘုန်းကြီးတွေပူမိပြီဆိုရင်ပြုတ်ကြတာဆိုတာထွက်တာပြောတာတချို့ကဘုန်းကြီးကလွယ်လေးလူတွေလှူတာအသာလေးစဝတ်နေရချမ်းသာတယ်ထင်တယ်ကဲချမ်းသာတယ်ထင်စမ်းကြည့်ဘောတကားတို့ရချမ်းသာတဲ့ထင်ယောက်ျားတွေအကုန်သင်္ကန်းဝတ်ကုန်ပါဘူးထားတော်တရားနာပိဋကကြီးတန်ဃာတော်အရှင်မြတ်များကိုတချို့ကသမန်ကရှံကယောက်ျားချင်းပြောတာကြီးမှာပေါ့ဟဲ့ကောင်မင်းပြင်းဘုန်းကြီးဝတ်ပါလားကွာအနှောက်မလို့သွားမလို့ကျွတ်တော့ပြင်းလို့ဝတ်နေတဲ့အတိုင်း
အချို့မိမတွေကသူတို့လင်သာအလုံးမလို့ပဲအိတ်နေတော့ဘာပြောတော့သေချင်းဆိုတဲ့လောက်ပြင်းလာတယ်သွားရဘုန်းကြီးကြောင့်သင်္ကန်းဝတ်ချီဘုန်းကြီးတွေသင်ပြင်းလို့သင်္ကန်းဝတ်နေတဲ့အတိုင်းပဲစကားအနှောင်သွားလွတ်အောင်မပြောဘူးဒီထားတဲ့ချုံမိဘတွေကသူတို့သားလေးကိုရင်ဝတ်မဲ့ကြတော့မင်းနဲ့ကွဲတယ်သင်ပြူးပေါ်သိတာငါသားနဲ့ဆူးပေါ်မှာအိတ်ချင်ရသလားဘုန်းကြီးဝတ်တာဆူးပေါ်အိတ်သူတို့ကအတန်းကြိုက် DA တို့ IA တို့မကုံတယ်ကြီးတွေတို့လောကီစီးပွားနဲ့ကြီးပွားကျင်တာကိုဒါကတော့ဘုန်းကြီးတို့အပြစ်မတင်ပါဘူးဖျားဖြစ်မလို့တောထွက်မဲ့သိတ္တထတောင်မှသူ့အဖေကစက်ကြမင်းကြီးဖြစ်တဲ့ခြင်းလို့မထွက်အောင်တကားကြီးပိတ်တာကြီးမှာပေါ့ဒါကြောင့်တရားနာပိဋကကြီးလောကုတ်တရားစည်းစိမ်ဆိုတာမိဘတွေကလည်းမြင်ခဲ့သည်မိဘတွေကလည်းကြိုက်ခဲသည်လောကုတ်တရားစည်းစိမ်ကိုခမည်းတော်မြက်ကွယ်ပြုတ်သွားမှစိုးလို့ဖျားဟောတဲ့အဆုံးမှသာသနာနဲ့ကျွတ်တို့ကဟောပြနေရပါတယ်ဗျာကြိုက်ကြည့်ငဲ့တာပိဋကဟောမှာလက်ကလေးကဗျအရှင်မြတ်တပည့်တော်အားဒီဘဝအတွက်ချီးမြှောက်တော်မမူပါနဲ့ဟောတန်တရားအတွက်ချီးမြှောက်တော်မူပါဗျာအကုန်လုံးအလှခံတော်မူပါဗျာအကုန်လုံးလှူတယ်ဗျာအကုန်လုံးရေမရောတဲ့နှုတ်ကနာဆွမ်းနေတရားတရားရှိနဲ့လှူ၍ငါ့ကိုခြံအောင်မှဘာပဲဆိုတဲ့စိတ်ဓာတ်မရှိလှူပြီးတော့လေယုံရင်ကြံတတ်တဲ့ပတ်ဆိုးကိုလည်းရှင်သာရိပုတ္တရာကိုရောမြတ်ကြီးအားလှူလိုက်သည်လှူပြီးတော့သူဆုတောင်းအရှင်မြတ်တို့သိမြင်သောတစ္ဆာလေးပါးတရားကိုတပည့်တော်သိမြင်ရပါလို့ဤဖျားဒီဆုတောင်းတော့ကြက်ကြက်ကြယူဆိုင်ကြဒါတော့ခင်ဗျားတို့လည်းလှူတန်းပြီးတဲ့အချိန်ခါမှာသူတော်ကောင်းတွေသိမြင်အပ်တဲ့တစ္ဆာလေးပါးသိရပါလို့ဤဒီဆုကိုအဓိကထားပြီးတောင်းကြစမ်းခုတော့ခင်ဗျားတို့ကဆုတောင်းတယ်တချို့ဖွားကြီးတွေဆွမ်းတင်ပန်းတင်နိဗ္ဗာန်ဘယ်နေမှမသိဘယ်အစတော့တကြိုးပကြိုးနဲ့ဒီလင်ဒီသားဒီမယားနဲ့ဟောဒီအစဒါတော့နိဗ္ဗာန်မရောက်ဘူးနော်ဒီတဲ့ငှက်ဖြစ်တောင်တကိုင်းနဲ့ဆင်ဖြစ်တောင်တကျွန်းနဲ့တဲ့တချို့မိမတွေတရိษံဖြစ်တောင်တစ်ခက်အတူတူဝါခြင်းသူ့တန်လည်းသူမကြဘူးတချို့ဖွားကြီးနောက်ဆက်တွဲကပါသေးတယ်ဥမကွဲပဲတိုက်မပြည့်ဆိုတာမဲသေတဲ့လူကသေသူကဥမကွဲခြင်းသေးဘူးဆူတောင်းနေဒါကြောင့်တရားနာပရိသတ်ကြီးဆူတောင်းမမှားကြပါနဲ့အခုကြည့်အရှင်ဖယားသိတဲ့တရားကိုသိရပါလို့ဤဖယားဆူတောင်းပြီးတော့လှူလိုက်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကလည်းအဲ့ဒီရေမရောတဲ့နှုတ်ကနာဆွမ်းတွေကိုအလှခံ၍ကြောင်းတော်သို့ပြန်ကြွသည်ပုံနာကြီးကဝမ်းမြောက်သွားတဲ့ပရိသတ်ကြီးလှူရတန်းရတာဝမ်းမြောက်သွားတဲ့။အော်ကြည်စမ်းမငါသည်လှူရပေပြီ။ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးငါအိမ်ရှိသို့ကြွလာလို့ငါလှူဒန်းလိုက်ရပေပြီ။အဲ့ဒီကဲ့သို့တရားနာပိဋကဝမ်းမြောက်ဝမ်းသာဖြစ်တာတရားတရားရှိသူရဲ့ထုံးစံနဲ့ပြုဒီလိုဝမ်းမြောက်ဝမ်းသာနဲ့လှူဒန်းပြီးတဲ့နောက်အသက်အတိုင်းနေ၍မဟာသေနပုံနာကြီးဒီလူဘဝကစုတေရှာသည်ဒါတော့ပုံနာကြီးဘာဖြစ်သွားတယ်သေသွားတယ်ဟဲ့မပြင်းနဲ့နော်ဇက်ကွက်ကခက်စီစီလေးဟောရမှာရည်စရာပြောစရာဆိုစရာတွေနဲ့ရှောက်လုပ်နေမှဆိုရင်တို့ဇက်လန်းကနည်းနည်းရှည်လျက်သွားမှာဆိုလို့ခက်စီစီလေးဟောနေပါတယ်နောက်ထောင်ကြည့်အဲ့ဒီလိုသေသွားပြီးတဲ့နောက်လေဒီပုံနာကြီးသည်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးအားလှူဒန်းရတဲ့ကုသိုလ်ကောင်းမှုနဲ့သေသွားသဖြင့်အဲ့ဒီကုသိုလ်အဟုန်ကြောင့်ရာဇကြိုမျိုးရှင်သာရိပုတ္တရာကိုရောမြတ်ကြီးအားဆွမ်းလုတ်ကျွေးနေတဲ့မိမရဲ့ဝမ်းမှာတန်တေခပြီးတန်တေခတယ်ဆိုကြတဲ့ကသိမိမကသူ့လင်ယောက်ျားပြောတယ်မောင်ရဲ့ဒီနာလာစားမအုံးနဲ့နာကပ်ပြီးတော့တိုးတိုးလေးပြောတယ်ဒါကဘယ်လိုလေးပြောလိုက်တော့ဘာတွေပြောတော့ဘယ်သိမလို့ကွာတိုးတိုးလေးဆိုတော့သူတို့ချင်းတော့သိမှာပေါ့တို့တော်လည်းပဲတရားနာပိဋကနည်းနည်းတော့မှားခဲ့ရအောင်မယ်တိုးတိုးပြောလို့မကြားဘူးမအောင်မင်းနဲ့တိုးတိုးပြောသခိုးကြားတယ်ဗျာကြားဘူးမှာပေါ့မြုံလာဟိုလင်မယားနှစ်ယောက်ညမအိတ်သေးဘူးကလေးမြူနေကြသခိုးကလည်းခိုးကျင်တာဒီလင်မယားနှစ်ယောက်အိတ်မှခိုးမှာကိုတယောက်နဲ့တယောက်ကလေးလေးမြူလို့ကလေးလေးဂျိုင်းကမလို့
မဲကြီးစမ်းမင်းသားလေးမဲကျုပ်သားလေးဆိုလို့တော့ပါတော့မဲငါလည်းငါသားလေးကြီးစမ်းဟေးဟေးကလေးသားလေးမဲဘူးသားလေးတုံးကလေးမြူနေတာဘသူသားတော့မဟုတ်ဘူးမဲဘူးသားလေးတုံးဟာတခိုးကချင်းကိုက်ကိုက်နဲ့မှောင်ရည်ထဲကတော့ဘွားအရေးတယ်မှာဗျာကလေးမြူနေအိတ်တာမဟုတ်ဘူးဘယ်ချိန်မှခိုးအောင်မှမသိနောက်တစ်ထည့်အနာနာသိချံကတ်ဒီကကလေးချိုင်းကမှအမမင်းဘူးသားလေးတုံးတခိုးကစိတ်ဆိုးတယ်ဟင်ငါသားဟာဆိုပြေးရောငါသားဟာဆိုပြီးပြေးလဲပြေးရောတရားနာပြေးတာအဲ့ဒီလည်းမရသတ်တာပဲဘာလို့တတ်တယ်ထင်တော့အေးနည်းနည်းလေးငါစဉ်းစားကမ်းပေးမယ်ဘာလို့တတ်တယ်ထင်သိရောပေါ့သိရောပေါ့အော်ကြည်စမ်းဟင်ငါမိမကောင်းမှတ်နင်းကမိမကောင်းမှတ်နေတာမိမကောင်းမဟုတ်လို့နူးနေလားတော့ပြောရင်းဆိုရင်လည်းကလေးမိမငိုပြီးပြောတယ်ကြားလာနေပြောသွားတာဘာတော့ဟာကားတယ်ပြောသွားတာကြားလားငါနဲ့ရတဲ့တာမှတ်တာတော့ကျုပ်တော့တောင်ပြောင်းမပြောနဲ့နော်ဟေးဒီမှာကျောင်းတော့ခွင့်ရပြောသွားတာငါသားတယ်ဘာပြောကောင်းမလဲလင်မယားနှစ်ယောက်တတ်ပါတယ်ဆိုမှဒါကြောင့်တရားနာပြေးတာတိုးတိုးပြောလဲသခိုးကြားတယ်နော်ဒါကြောင့်တရားနာပြေးသားရေတိုးတိုးပြောတဲ့အချိန်ခါမှာနေပြောတော့ဘယ်ကြည့်ရမှာလဲတော့ညပြောတော့မကြည့်မရှုသိမ့်မပြောကြနဲ့နော်ဒါကြောင့်တရားနာပြေးသားကိုင်းဒီစကားလေးတွေထားခဲ့ကြပါအောင်ဆိုကျုပ်ရှေ့ဆက်အောင်မယ်ပြေးသားရှေ့ဆက်အောင်မယ်အော်ကျွတ်တို့ရာဇဂျုံမြို့ကရှင်သာရိပုတ္တရာရဲ့အလုတ်အကျွေးတထေးမရဲ့ဝမ်းမှာတန်တေခတော့သူကသူ့လင်သားတိုးလေးပြောတယ်ဆိုတဲ့စကားကကျုပ်ဖောက်ထွက်သွားတာပြန်ဆက်မလို့နော်ဟင်ဟန်ကြပြီနှမဒီကနေ့ကစပ်ပြီးတော့အပူလေးမစားပါနဲ့လားကွယ်နှမရဲ့ပိတ်ဆက်လွန်းတာတွေမစားနဲ့နော်ပိတ်ချင်လွန်းတာတွေလည်းမစားနဲ့ပိတ်ပူလွန်းတာတွေလည်းမစားနဲ့ပိတ်အေးလွန်းတာတွေလည်းမစားနဲ့ကြတော့စားကြမရှိဘူးဆင်ញင်ပြီးတော့အစားခိုင်းပူရစက်တာတွေစားလို့ရှိရင်အတွင်းကတတ်တတ်နေပူကြီးရဲ့ဆက်ချီရဲ့အလေးပင်မရွက်နဲ့နော်ထင်းမဖြတ်နဲ့မောင်ကြီးခတ်ဖြတ်မယ်ရေမခတ်နဲ့မောင်ကြီးခတ်မယ်အိမ်မရှိတဲ့အစီကံကလေးတွေကိုခိုင်းမယ်စောင့်ရှောက်ပါကွယ်နှမရဲ့လို့တရားနာပိဋကကြီးတန်တွေကိုအဆောင်ရှောက်ခိုင်းတော့သည်တန်တွေအဆောင်ရှောက်ခိုင်းတော့ဒီမိမချင်းချင်းဖြစ်လာမောင်ရဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးနဲ့တန်ဃာတော်900တွေကိုပင့်ပြီးတော့ရေမရောတဲ့နို့ကနာဆွမ်းနဲ့ဆွမ်းကတ်ခြင်းနဲ့ပြီးတော့လေငါမှလေဟိုတန်ဃာတော်အရှင်မြတ်တွေကိုပင့်တဲ့အချိန်ကစပ်ပြီးတော့ဖန်ရည်စွန်းတဲ့အဝတ်ကိုဝတ်ခြင်းနဲ့ဖန်ရည်စွန်းတဲ့အဝတ်ကိုဝတ်ပြီးတော့ရေမရောတဲ့နို့ကနာဆွမ်းနဲ့ကတ်ခြင်းနဲ့အကျိုးဆက်ဒါနရှင်တွေမှတ်ထားကြစမ်းပါဟိုးနောက်ဘဝကလှူမှုတမ်းမှုဖြည့်တတ်တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝလည်းဖြည့်ခြင်းနဲ့တရားရှိဒါကြောင့်တရားနာပိဋကကြည့်ဟိုမှာဟိုဘဝကလှူခဲ့တဲ့ရေမရောတဲ့နို့ကနာဆွမ်းရဲ့တတ္တိဒီမှာလာပြရှင်သာရိပုတ္တရာကိုရောမြတ်ကြီးနဲ့တန်ဃာတော်900ကိုနို့ကနာဆွမ်းနဲ့ကတ်ခြင်းနဲ့ဖန်ရည်စွန်းတဲ့အဝတ်ကိုဝတ်ခြင်းနဲ့ဆိုတာကလည်းအတွင်းကသတ်တန်တွေကဖယားသာသနာပေါ်ဝင်ထမ်းပြီးတော့ရှင်ရဟန်းပြုမဲ့ပုပ္ပနမိတ်လို့ဖြစ်လာတဲ့ပိဋကအဲ့ဒီတွေမငြင်းဘူးလင်သားလုပ်တဲ့လူကရှင်သာရိပုတ္တရာကိုရောမြတ်ကြီးတန်ဃာတော်900နဲ့ပင့်လို့ကြွလာတဲ့အချိန်ခါမှာဒီကလေးကိုတရားနာပိဋကကြီးမွေးဖွားတဲ့အချိန်မှာသားဖွားတဲ့မင်္ဂလာပြုလုပ်ပါသည်ဒီသားဖွားတဲ့မင်္ဂလာပြုလုပ်တဲ့အချိန်ခါမှာတန်ဃာတော်အရှင်မြတ်900နဲ့ရှင်သာရိပုတ္တရာပင့်ဒါကြတို့ဖြူမျိုးကတရားဓမ္မတွေအတုယူစရာပေါ့လေ
သားကလေးဖွာဖွာသမီးကလေးဖွာဖွာဖွာမြောက်တဲ့မင်္ဂလာကိုပြုကြရတယ်အသက်ရှိပါစေအနာကင်းပါစေငါသားလေးငါသမီးလေးယရဏသုံးပါးကြီးညိုရတဲ့သားသမီးဖြစ်ပါစေတရားနာရတဲ့သားသမီးဖြစ်ပါစေလှူတဲ့တန်တဲ့တရားတော်တရားရှိတဲ့သားသမီးဖြစ်ပါစေဒါကြောင့်တန်ဃာတော်တွေမွေးဖွားတဲ့အချိန်ခါမှာပင့်ပြီးတော့ဆွမ်းကတ်တဲ့ဆိုတဲ့အလုပ်ဟာမွေးဖွားတဲ့မင်္ဂလာပြုလုပ်တာမျိုးအဲ့ဒီရင်တရားနာပြည်သားကြီးကလေးကိုရေတွေချုံနတ်နာတွေလိမ့်ပြီးတော့ရှင်သာရိပုတ္တရာကိုရောင်မြတ်ကြီးတို့ကျွန်းအလားအဖိုးတသိမ့်ထိုက်တဲ့ကဗလာပေါ်မှာကလေးလေးကိုတင်ထားဒီအဖိုးတသိမ့်ထိုက်တဲ့ကဗလာပေါ်မှာတင်ထားပြီးတော့ရှင်သာရိပုတ္တရာကိုရောင်မြတ်ကြီးကိုဆွမ်းကပ်ပြီးတော့တန်ဃာတော်900ကိုဆွမ်းကပ်ရေမရောတဲ့နှုတ်ကနာထမင်းကြံဟင်းကြံတွေကိုထမင်းကျွင်းဟင်းကျွင်းတွေကိုတရားနာပိဋကကြီးတန်တယ်ရထားတဲ့မိမကစားသည်စားတော့ပြီးတဲ့နောက်ဟဲ့ကြည်စမ်းငါသားလေးကြည်စမ်းငါသားလေးကရှင်သာရိပုတ္တရာကိုရောင်မြတ်ကြီးကြည်နေပါဗောလားကြည်နေဆိုတခြားမှမဟုတ်ဘဲနဲ့စိမ့်ကြည့်ကလေးလေးကသိအော်ငါဆရာပါလားငါဒီနောက်ဘဝလုံးကလူခဲ့တောင်းခဲ့ဌာနကိုစိုက်ပျိုးရဖြစ်တဲ့လေရာမြေကောင်းတစ်ဖွဲရှင်သာရိပုတ္တရာကိုရောမြတ်ငါဆရာကြီးပါလားငါကျေးဇူးရှင်ကြီးပါလားလို့ဒီတိုင်းသိတယ်ကလေးကမွေးဖွားကစားလေးဟိဒီလိုသိရုံနဲ့မကဘူးတရားနာပိဋကသူ့ထိုင်းနေတဲ့အိတ်နေတဲ့ကဗလာဘော်ကနေပြီးတော့ကလေးကိုနေရာရွှေ့လိုက်တော့ကလေးကကက်လာအောင်ငိုရောဟဲ့မလုပ်ကြနဲ့မရွှေ့နဲ့ငါသားလေးသူကြိုက်တဲ့နေရာနေပါစေလာတားဆိုပြီးတော့ကလေးလေးပွေ့ချီတော့ကလေးလေးကတရားနာပြီးသားအဲ့ဒီကဗလာကြီးကိုလက်ကလေးနဲ့ချိတ်လက်ကလေးနဲ့ချိတ်တော့လက်ကလေးကနှုတော့ကိုကလေးလေးကလက်နဲ့ကဗလာကိုမချိတ်နိုင်တော့ငိုတယ်ဟောဘာလို့ငိုတာပါလဲအော်ကြည်စမ်းဒါလေးကိုချိတ်တယ်ကဲမင်းကဒါနဲ့ကင်းကွာနေတယ်ဆိုရင်ငါသားကငိုမှာပဲလာခဲ့ဆိုပြီးကဗလာကိုပဲကလေးလေးနဲ့လက်ကလေးနဲ့တပ်ပေးပြီးတော့ပွေ့ချီသွားရှင်သာရိပုတ္တရာကိုရောမြတ်ကြီးအပလို့လည်းရောက်ပါလေရောကဗလာကိုလက်ကလှုပ်ပစ်လိုက်တော့ကဗလာအောက်ကျကလေးဖျားမိုင်မဲတဲ့ကလေးမို့ဒီလိုလှုပ်တာသိခံတော်မူပါဖျားလို့ရှင်သာရိပုတ္တရာကိုရောမြတ်ကိုလည်းမလျှောက်ထားတဲမိုက်တဲ့ကလေးလို့လည်းအပြစ်မတင်တန်တော်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကိုတသိမ့်ထိုက်တဲ့ကဗလာငါသားကလေးကလူစေခြင်းတဲ့နဲ့တူတယ်ကြည်ပြိဿအဲ့ဒီတသိမ့်ထိုက်တဲ့ကဗလာကြီးကိုရှင်သာရိပုတ္တရာလှူပြီးတဲ့နောက်တပည့်တော်သားလေးအရှင်ဘုရားရဲ့ကြေးကျွန်လေးရှင်ဘုရားရဲ့ကြေးကျွန်ဆိုတာအရှင်ဘုရားရဲ့တပည့်သားလို့ဆိုလိုပါတယ်တရင်တနည်းအားဖြင့်ပြောလိုက်တဲ့စကားရှင်ဘုရားဒီကလေးကိုနာမည်မိတော်မူပါဗျာဟဲ့နေကိုဒီကလေးရဲ့နာမည်ငကိုခေါ်စရာမရှိဘူးလားငကိုခေါ်စရာမမိသေးပါဗျာဒီကလေးရဲ့နာမည်ကအရှင်ဘုရားရဲ့နာမည်နဲ့အတူတူပါပဲဗျာပြောပြီနော်ရှင်သာရိပုတ္တရာကနည်းနည်းစဉ်းစားတယ်အရှင်ဘုရားရဲ့နာမည်နဲ့အတူတူပဲဆိုတော့ငါသည်လူဘဝတုန်းကတာရီပုံနှင်းမကြီးကမွေးထားတဲ့သားသမီး9ယောက်ထဲမှာငါအကြီးဆုံးငါရဲ့လူဘဝတုန်းကနာမည်ကဥပတိတ်တာငါနာမည်နဲ့အတူတူပဲဆိုရင်ဟဲ့ဒီကလေးနာမည်တိတ်တာဒီလိုမှဲ့လိုက်ကြတိတ်တာလို့ကလေးကိုအမည်ပေးဒေတာကြီးကလေးကိုဘယ်လိုအမည်ပေးလိုက်တော့တိတ်တာလို့ပေးလိုက်တယ်မြို့အဲ့ဒီလိုတိတ်တာလို့အမည်ပေးပြီးတဲ့နောက်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကလည်းပြန်ကြွနောက်တရားနာပိဋကဂျာကာလမှာဟောဒီကလေးနဲ့ပတ်သက်ပြီးတော့ကုသိုလ်ကောင်းမှုတွေကိုပြုတိုင်းရေမရောတဲ့နှုတ်ကနာဆွမ်းတဲ့သားလျင်ဆွမ်းကပ်ခဲ့သည်ဒေတာကြီးဘာနဲ့ဆွမ်းကပ်တော့
နို့ကနာနဲ့ဆန့်ကပ်ပြီးတော့လာခဲ့ရနောက်ဒီကလေးထမင်းကျွေးတဲ့မင်္ဂလာထမင်းခွန်းတဲ့မင်္ဂလာလို့ဆိုပါတယ်နောက်ဒီကလေးကိုတရားနာပိဋကကြီးပစိုးဝတ်တဲ့မင်္ဂလာဒီကလေးကိုနောက်အုတ်ရှောင်ထုံးတဲ့မင်္ဂလာအဲ့ဒီမင်္ဂလာတွေကိုပြုကလေးနဲ့ပတ်သက်ပြီးတော့နောက်မဲမဲ့တဲ့မင်္ဂလာထမင်းကျွေးတဲ့မင်္ဂလာပစိုးဝတ်ပေးတဲ့မင်္ဂလာအုတ်ရှောင်ထုံးတဲ့မင်္ဂလာအဲ့ဒီမင်္ဂလာတွေပြုပြီးတော့ဒဇနဲ့ကလေးကကြီးပြင်းလာတော့တရားနာပိဋကကျွတ်တူခုနှစ်နှစ်အရွယ်ရောက်လာပြီဆိုကြပါစို့ဘယ်အရွယ်ရောက်လာသလဲပိဋကကလေးနဲ့ပတ်သက်ပြီးတော့ချင်းချင်းဖြစ်ကြတဲ့ကဒီကလေးအလိုဆန္ဒဖြစ်နိုင်တဲ့မိဘတွေကိုဒါကြောင့်ဖြူမျိုးကတရားဓမ္မတွေမှတ်သွားကြပါသားသမီးရဲ့ဆန္ဒသားသမီးရဲ့ဇယိုက်သားသမီးရဲ့အကျင့်ကိုသိရင်ဒီကလေးတွေဆုံးမလို့လွယ်တယ်ဗျသို့တော်လည်းပဲဒီကလေးတွေဆုံးမတဲ့နေရာမှာမိလိုက်ဖပါဆိုတဲ့စကားလေးကရှိနေမိဘလောက်တဲ့လူကရုပ်ရှင်များကြည့်တော့ဒီသားသမီးကလည်းရုပ်ရှင်ကြည့်တဲ့နေရာများကြည့်တတ်သည်မိဘလောက်တဲ့လူကဘုံကြီးကျောင်းသွားပါများရင်သားသမီးတွေကလည်းဘုံကြီးကျောင်းများပါရသည်နားထောင်မျိုးမိလိုက်ဖပါကိုဘုံကြီးပြောနေဘုန်းကြီးကျောင်းခင်ဗျားတို့သွားတဲ့အခါကလေးတွေလည်းပြစ်မထားခင်နဲ့ခေါ်သွားပါခေါ်သွားတဲ့ချိန်ခါမှာမိဘကဖယားကတော့ကလေးကငုတ်တုတ်ထိုင်းနေတယ်မိဘကသတိမရလို့ရှင်မခိုးတောင်မှကျောင်းကဘုန်းကြီးကဟေးဖယားကတော့ဟေးရှိခိုးရကလားကွယ်ဟေးဘုံဥတော်ဟေးကတော့ဟေးတန်ဃာတော်များကလည်းရှိခိုးအောင်တိုက်တွန်းပေးသည်ခင်ဗျားတို့မိဘတွေကလည်းတအမေကြီးသမီးအမေကြီးဖုံကိုကတော့လေဖယားကိုရှိခိုးလေနဲ့မိဘကကြောက်ကံဖယားကိုအသွားများတော့ကလေးသူကလည်းကြောက်ကံဖယားကိုပါတတ်တယ်ပါသွားတဲ့ချိန်ခါမှာဖယားရှိခိုးတတ်တယ်ဘုန်းကြီးရှိခိုးတတ်တယ်ဘုန်းကြီးနဲ့စကားပြောတတ်တယ်မှန်ရလားပြိဿကြီးမှန်ပါတယ်ဗျာဒါကြောင့်ခမည်းတော်မိဘကပုပ္ပစရိယမိနစ်ဖအလွန်အရေးကြီးပါတယ်ဗျာအရေးကြီးပေမဲ့လို့လည်းနီးစပ်တိုင်းဒီစကလုံးတွေတတ်မလားဆိုတော့တချို့ကြတော့လေကျွဲပါစောင်းတီးပေါ့လေကျွဲအပန်းမှာစောင်းတီးလို့ကျွဲနားမလဲတယ်လို့ပေါ့မြတ်တို့ကြားဖို့မှာပေါ့နီးတိုင်းလဲစကလုံးပြောတတ်တယ်မထင်နဲ့ဒါမိဘကလည်းသင်မှာအင်းမလားဟိုကျွတ်တို့ကျောင်းတကာကျောင်းအမသူ့သမီးလေးကကျောင်းဆုံးသွားဖို့မိဘလွှတ်လိုက်တာကိုဆုံးသွားဖို့တော့ကျောင်းတကာကျောင်းအမသမီးပဲဒီပြောတတ်ဘူးဆုံးအုပ်ကလေးပို့ပြီးတော့သူကဘုန်းကြီးတွေရှောက်တယ်ကကိုတော်လေးလည်းနေရတော့တပည့်တော်မှလည်းကြွအောင်မယ်ဗျာကိုတော်တွေတော့နေရတဲ့သူကတော့ကြွမှာဘယ်များကြွမယ်မသိပါဘူးကိုတော်တို့လည်းနေရရောတပည့်တော်မှလည်းကြွအောင်မယ်ဖရလို့ပြောသွားတော့နောက်နေ့ကျောင်းအမကြီးကိုပြောတယ်ဘုန်းကြီးတွေကဒကမကြီးကျောင်းအမသမီးဖြစ်ပြီးတော့စကလုံးတွေကမှန်မှယွင်းယွင်းနဲ့ကိုတော်တို့လည်းနေရရောတပည့်တော်မှလည်းကြွအောင်မယ်လို့ပြောသွားတယ်မိုက်တော်ဖရတယ်ဒီကောင်မလေးမိတ်တော်မူလိုက်မှပြင်ဒီတိုင်းကြီးပဲသူကပို့ဆိုးတယ်မိတ်လာတယ်သူသမီးကဘုန်းကြီးတွေကိုနောက်ဘုန်းကြီးတွေကတရားနာပြည်သားကျောင်းတကာကြီးပြောတာပေါ့တကာကြီးရဲ့တဲ့ကျောင်းတကာကြီးရဲ့မိမနဲ့သမီးဖြစ်ပြီးတော့ဒီလိုပြောသွားကြတယ်တကာကြီးရဲ့သမီးကလည်းကိုတော်တွေလည်းနေရတပည့်တော်မှလည်းကြွရောမတဲ့ဒကမာကြီးတိုင်တော့ဒကမာကြီးလည်းဒီကောင်မလေးမိတ်တော်မူတိုင်းမှပြင်ဒီတိုင်းကြီးပို့ဆိုးနေတယ်တကာကြီးရဲ့တင်မိုက်တဲ့သားမိဖေ။နောက်ဒီသားမိတလုံးမိုက်တဲ့ကျောင်းဝင်းနဲ့ခြေတော်ရတောင်မချပါသေးနဲ့။ခြေတော်ရဆိုတာဖယားမှချတာ။သူ့ကြပို့ဆိုးတယ်။ဒါကြောင့်တရားနာပြည်သားကြီးနီးတိုင်းနဲ့ပြောတတ်တယ်မထင်နဲ့။မှမှရွင်ဖြစ်တာလုံးလို့ဟဲ့ညီငယ်ဓမ္မငယ်တို့ဘုန်းကြီးနဲ့စကားပြောတတ်အောင်ကြိုးစားပါ။ယဟန်တန်ခါနဲ့ဆက်ဆံတတ်အောင်လမ်းဘုန်းကြီးယဟန်တစ်ပါးတွေ့တောင်မှလက်အုပ်ချီတတ်အောင်ဖဏကလေးချွတ်တတ်အောင်အရိတ်ကလေးကိုရှောင်တတ်အောင်ဂယုစိုက်ကြတချို့ဘုန်းကြီးအရိတ်မရှောင်တတ်ဘူးနေကအရှိကထွက်နေတယ်အရှိဘက်ကရှောင်မှအရိတ်လွတ်တယ်ညနေပိုင်းရောက်သွားတယ်နေကအနောက်ရောက်သွားတယ်အနောက်ဘက်ကရှောင်မှအရိတ်လွတ်တယ်နေအနောက်ဆိုရင်အရိတ်ရှိဘက်သွားတယ်နေအရှိဆိုရင်အရိတ်အနောက်ဘက်သွားတယ်အဲ့ဒါမိဘတွေကတင်ထားမှကျုံမန္တလေးတွေကကြုံဘူးတယ်ကလေးတွေကရှေ့ကမိဘကနောက်ကသူတို့ကစားရှေ့ကသွားရှေ့ကနေရာတကာရှေ့ကသေတော့လည်းရှေ့ကစိတ်ပြက်စရာကြီးကြည့်လေကလေးတွေကရှေ့ကကျုပ်ကသပိတ်လေးပိုက်လို့ဆုံးခံရင်ဒါကကြောင့်ဝေးဝေးကပြောထားဘူးအနန္တကြောင့်မှဟဲ့ကောင်မလေးအရေးတယ်အရေးဆိုတော့ကလေးမလေးကခြေထောက်မြောက်ပြီးရှောင်တော့ရှောင်တာဗျာနင်းမဲ့နင်းတော့ကျုပ်ခေါင်းကိုနင်းချရတာခါ
အဲ့ဒါမိဘများသင်ကြားမှုနဲ့လို့ဒါကြောင့်တန်ဃာတော်များအရေးရှောင်တာကအစဘယ်လိုရှောင်ရမလဲဖဏကလေးချွတ်တာဝန်မလေးပါဘူးခဲ့ငါလေသာသနာအညာဆန်းဆိုတဲ့အတိုင်းကတာမြို့ငါတရားဟောရောက်သွားတော့ဟဲ့ညီငယ်ဓမ္မငယ်တို့မင်းတို့နင်တို့အရွယ်လေးတွေလေဟောဘုန်းကြီးတစ်ပါးကြွလာရင်လေဘုန်းကြီးတစ်ပါးကြွလာရင်လေအဝေးကဘုန်းကြီးဟန်းကိုမြင်ကြတဲ့ကဖဏကလေးချွတ်ပြီးဒူးတုတ်ဆောင်ဒူးတုတ်ဆောင်ပြီးတော့အဲ့ဒီတန်ဃာတော်ကိုရှေခေါ်ပြီးမှကိုလိုတဲ့ခရီးကိုဖဏစီးသွားကြသည်အကယ်၍ဒူးတုတ်ပြီးရှင်မခိုးနိုင်တော်မှဘုန်းကြီးယဟန်နဲ့50လှမ်းလောက်အလိုမှာဖဏကလေးချုပ်ပြီးလက်အုပ်ကလေးခြိရက်တဲ့ဟိတန်ဃာလုံးမလိုတဲ့ခရီးကိုသွားသည်ဒါလေးတွေဟာဘာသာရေးသာသနာရေးမှာတို့မြန်မာနိုင်ငံအရင်ကြီးဆုံးနိုင်ငံဖြစ်လို့ဒါလေးတွေမိဘများကလည်းသင်ပေးကြအခုဘုန်းကြီးဖြူပြောဟောဒီတရားဟောမလို့ဒီထဲကိုဝင်လာဒီထဲကိုဝင်လာတော့တရားနာပြိဿဒီဘက်ကကြုတ်လာလို့မရတော့လမ်းမရှိတော့လမ်းမနေတောင်းရဇာတ်ကြုံကရှံထွက်နေအပြင်ဘက်ကလည်းမဆန်းဘူးအဲ့ဒါနဲ့ဘုန်းကြီးဟိုဘက်ကနေလှည့်ပြီးတော့ကားနဲ့နောက်ကဝင်တယ်မှောင်ရိပ်ထဲမှာကျမ်းဒီကံဆရာတော်မှန်သိတာနဲ့မှောင်ထဲကထိုင်ရှိခိုးတဲ့ဟေးညီငယ်နှမငယ်လေးတွေငါတွေ့ရတယ်ဒါဝမ်းသာလုံးလို့ဒီယဟန်ဒီသံဃာဒီဆရာတော်တွေလားလို့ဆိုတော့မဟုတ်ဘူးဖြူးမြို့တစ်မျိုးလုံးမှာရှိနေတဲ့သံဃာတော်အရှင်များတွေ့တိုင်းယူသေးလေးစားကြစမ်းပါလူတွေကလက်အုပ်ချီရှ िख ိုးရင်ကိုယ့်ရုပ်ကာယသွားတဲ့ဘုန်းကြီးတောင်လက်ငြိမ်သွားတယ်လက်ရမ်းသွားနေတာတောင်ငြိမ်သွားတယ်လူတွေကကြည်ညိုလေးဘုန်းကြီးတွေကကိုယ့်ရုပ်ကာယမနေရဲလေးမကြည်ညိုရင်ဘာဖြစ်ကွာဘယ်ကောင်ဘာပြောကွာဆိုဂုံလုံးကုန်တာကိုကားတယ်ခင်ဗျားတို့ကမူတည်တယ်နော်ဟောဒီမဲ့သင်္ကန်းကြီးပခုံးပေါ်တင်ပြီးတော့ထောင်းတီမောင်းတီလက်ရမ်းပြီးတအားသွားနေတဲ့ကိုတော်တစ်ပါးကိုလေဟာဒီကိုတော်နဲ့ကွာမြင်မကောင်းကွာဘယ်လိုကိုတော်တုံးကွာမပြောနဲ့တန်ခတ်တာအဝဏံဘာတတိကို့မှာအပြစ်ရှိဒီလိုမပြောမနဲ့ဘယ်လိုလုပ်ရမလဲဖက်ချုပ်ဟေးဒူးတုတ်ပြီးထိုင်ဆောင်ရှ िख ိုးဒူးတုတ်ပြီးထိုင်ဆောင်နေဟိုခုနကသင်္ကန်းကြီးတေကတိကြီးပခုံးပေါ်ပြစ်တင်ပြီးထောင်းတီမောင်းတီသွားတဲ့ကိုတော်ဟာလေငြိမ်သွားတယ်ဟာငါရှ िख ိုးမလို့ဟာငါရှ िख ိုးမလို့ဖြစ်ဒီပါဘူးငါသင်္ကန်းကြီးကိုကားနဲ့ဟောဒီမတရားနာပြီးတော့ခတ်တုတ်ခတ်မြန်ဒေါင်းတီမောင်းတီသွားတဲ့ကိုတော်ကိုငြိမ်သွားတယ်ဘာဖြစ်လို့ရှ िख ိုးတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာလေးစားသွားတယ်သူတို့ကယိုသေးတယ်ငါဒီလိုမတော်ရောနေလို့မသိမှလားခင်ဗျားတို့အကြောင်းပြုပြီးပြင်သွားတယ်တချို့ကြဒီလိုမဟုတ်ကြရှာတော့ဘယ်လိုဖြစ်ကုန်လို့ကိုယ့်ရုပ်ကားရတယ်ပြင်မလားဟိုပွဲဇက်ပွဲကြီးတစ်ခုပွဲကဖျားပွဲတင်မလင်ငွေကိုတော်ကြီးကလည်းပဲကျွတ်တူဟို9000လောက်မြင့်တင်မလင်ငွေဖျားကြီးအဲ့ဒါကိုတော်တစ်ပါးကမမြင်ရတော့ပွဲမမြင်ရတော့ဖျားလက်မောင်းကဆွဲပြီးပခုံးမော်ကာယခွတက်ကြည့်ဖျားပခုံးမော်ကာယခွတက်ကြည့်တယ်အဲ့ဒါတခါတယောက်ကသွားရှာရှိတယ်ရှာရှိတော့ဟိုရှာပြန်ခောက်တာပေါ့တခါဘယ်နဲ့ပြောတယ်ထင်ကိုဘယ်နဲ့ဖျားပေါ်တက်တာဘယ်နဲ့ဖျားပေါ်တက်နေတာလို့ဆိုတော့ဟိုကဘာပြောတယ်ထင်ဟဲ့တကဒီမှာမင်းသားမမြင်ရတော့ပွဲဘယ်နဲ့လုပ်ပြဒီတော့ပခုံးမော်လေပင်ခွပြအေးမင်းသားတောင်အဖေဖြစ်တဲ့မင်းပခုံးမော်တက်သေးတာဟဲ့ကောင်ငါဘာပခုံးမော်ငါတက်တာဘာဖြစ်တော့ခွဒီမှာဘုန်းကြီးတွေပွဲမကြည့်တဲ့ရင်ကျုံမှားခဲ့မယ်ကြားလားပွဲခင်းနဲ့ဘုန်းကြီးတွေ့ရင်လေရှစ်တာနိုင်ခိုးတကယ်ပြောတာအဲ့ဒါပွဲခင်းနဲ့ဘုန်းကြီးပါသွားပါလေရုပ်ရှင်တွေကြည့်တော့မကြိုက်ရင်လည်းရှစ်တာနိုင်ခိုးခင်ဗျားတို့ကရှ िख ိုးရင်လေအဲ့ဒါဟောကျွတ်တို့ဘုန်းကြီးတွေရိုက်တာနဲ့နာတယ်ပွဲခင်းနဲ့ရှ िख ိုးတဲ့ရိုက်တာနဲ့နာတယ်ဘယ်ထွက်ပြေးရမှန်းကိုမသိဘူးမင်းဒီနေရာရှ िख ိုးတဲ့နေရာမဟုတ်ဘူးတန်နေတော့တိုင်းကမှာထားကိုတော်လေးကိုကိုကားဖြစ်ရှစ်တာနိုင်ခိုးပါတခုတော့ရှိတာမို့လေနှုတ်ဆက်အာသာကောင်းတဲ့ကိုတော်ဆင်းတဲ့ဒကမာကြီးစောင့်တာဘီလိုက်ရတလုံးတော့လှုပ်ပြဆိုရင်ကတကားရဲကြီးတာမှမဟုတ်ပဲဒါတောင်တရားနာပိသာကြီးပွဲခင်းနဲ့မှဘုန်းကြီးတွေမမြင်တဲ့ချင်းရင်ရုပ်ရှင်ယုံမှမတွေ့တဲ့ချင်းရင်ဖော်ပွဲမှမတွေ့တဲ့ချင်းရင်ရှစ်တာနိုင်ခိုးအဲ့ဒီပွဲခင်းပေါ်ပွဲရုပ်ရှင်ပွဲတဲ့ဘုန်းကြီးတွေပါသွားပါလိမ့်မယ်ပိသာတန်ဃာအပြစ်ပြောတတ်တဲ့အလေးဟာတန်ဃာခံရမယ့်ကိစ္စခင်ဗျားတို့ပြန်ခံရလွန်းလို့ဓာခုတ်တဲ့နေရာလက်ဝင်မရှိုးပါနဲ့ကြည်ညိုတဲ့ပုဂ္ဂိုလ်တွေကိုအကြောင်းပြုပြီးတော့ဘုန်းကြီးရဟန်းတွေကပြင်သွားနိုင်ပါတယ်ဗျာခင်ဗျားတို့ကိုလေးစားပြီးတော့မတော်ရရောနေလို့ထိုင်လို့မရပါဘူးဗျာသဘောပေါက်ရလားပြိဿကြီးဘုန်းကြီးပြောတာ
ကြည့်ဟဲ့အခုဟိုမှာတန်ဃာတော်တွေရဲ့လေးစားမှုယူသည်မှုနဲ့ပတ်သက်ပြီးတော့ပုပ္ပါစရိယမိနှင်ဖမိဘကိုကလည်းသူချင်းချင်းတတ်တာလုပ်ပေးတယ်သူဆွမ်းကတ်ချင်တာတွေလုပ်ပေးတယ်ကဗလာလေးလက်ညှိုးနဲ့ချိတ်တာတောင်မှလှူနိုင်အောင်လှူပေးတယ်အဲ့ဒီလိုတရားနာပိသကြီးရှင်သာရိပုတ္တရာကိုရောမြတ်ကြီးအကြောင်းပြု၍ကလေးလေးဒါနဒုမဟာသေနပုံနာကြီးဘုရားကစိုက်မြုပ်ပြီးတော့လာခဲ့ရဟော9နှစ်သားရောက်9နှစ်သားရောက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွအလားအော်မိခင်ဖခင်တို့ကျွန်တော်ဒီရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့နောက်သို့လိုက်၍ကျွန်တော်လေကိုရင်ဝှချင်တယ်ပိဿကြီးဘာဝှချင်တဲ့တုံးမျိုးကိုရင်ဝှချင်တယ်ဆိုတဲ့ကိစ္စမိဘကတရားနာပိဿမတားမြစ်ဘူးကောင်းတယ်တာလူလေသင်္ကန်းဝှချင်တဲ့အမေတို့ဝှခွင့်ပေးမယ်အခုခင်မိဘတွေလည်းနည်းနည်းကြူးဆိုင်ပေါ့ဗျာသင်္ကန်းဝှချင်တဲ့သားလေးတွေဝှပါစေဗျာကျွတ်တို့ဘုန်းကြီးတွေနည်းနည်းသွားပါပြီတဖြည်းဖြည်းနော်သာသနာကြီးနည်းနည်းအာရော့သွားတယ်ဗျာခင်ဗျားတို့ကသင်္ကန်းတော့ဝှပေးပါရမိယိုးဖလားထုံးစံမယ်ငါသားလေးမြဲရင်ပိုကောင်းတဲ့ဟဲ့ဆိုတဲ့စိတ်ဓာတ်ကနည်းသင်္ကန်းဝှပေးမယ်ကြံတော့လေတန်းချောင်းကနှုတ်9ရက်လောက်ခွင်တောင်းဝှကိုရင်လေးကပျော်တယ်ဘုန်းကြီးဟိုကိုရင်ဘဝပျော်တာလည်းမပြောနဲ့အိမ်စားရတာ2ခွက်3ခွက်ဆိုတာအလွန်ဆုံးကြောင်းကြဘုန်းကြီးတွေလည်းစားပြီးရောစပွဲကုန်ကြီးအပြည့်စားတော့ကိုရင်လေးကမထွက်ချင်ကိုရင်ပြော့ရဲ့လားပြောတာပေါ့ဗျာခင်ဗျာအိမ်ခင်ဗျားတို့ကြုတ်ပုံပေးတာဟိုမှာဂျပွဲကြီးနဲ့အပြည့်ဗျာဂျပွဲကြီးနဲ့အပြည့်ဗျာပြောတယ်ပြောတော့ပါပြောတော့အေးလေတဲ့ကိုရင်ပြောရင်တော့ကောင်းပါတယ်တဲ့တော့ကြတောင်းမတင်ရင်မကြဖြစ်မယ်နော်တဲ့ကိုရင်လူတွေဟင်းရည်စွဲတဲ့ဒါပတိကိုရင်တဲ့ဟိုတစ်သက်လုံးပြောရင်ကောင်းပါတယ်တစ်သက်လုံးမပြောရင်ခက်မယ်တဲ့ကျောင်းက9ရက်ခွင့်ယူရတာမဟုတ်လားတဲ့အတန်းပြက်နေမယ်နော်တဲ့ကိုရင်ထွက်ဟောအထွက်ခိုင်းခင်ဗျားတို့ကအတန်းကြိုက်ဒါကြောင့်သာသနာတော်ပြောတဲ့သားလေးတွေရှိရင်ဖြင့်သာသနာတော်ကြီးပျော်မွေ့တဲ့လောက်ထားကြစမ်းပါဆွမ်းဆေးကြောင်းတင်ကပစ္စည်းလေးမှထောက်ပင်ကြစမ်းပါကြည့်အတုယူစရာဟိုမှာပြိဿသားလေးသင်္ကန်းဝှချင်တာမတားဘူးအရှင်ဘုရားတဲ့အရှင်ဘုရားရဲ့ကြေးကြုံကသင်္ကန်းဝှချင်တဲ့ဘုရားအရှင်ဘုရားတို့ကြွတော်မူနှင့်မှာတပည့်တော်တို့ညကြတော့ဟောဒီမောင်တိတ်သားလေးကိုခေါ်ပြီးကြောင်းသို့လာခဲ့ပါမယ်ဘုရားရှင်သာရိပုတ္တရာပြန်ကြွရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးလည်းပြန်ကြွပါလေရောတရားနာပိဋကရေညကြတော့သားလေးမောင်တိတ်သားကိုခေါ်ပြီးတော့တရားနာပိဋကကြောင်းလိုက်သွားကြကြောင်းလိုက်သွားပြီးတော့တန်ဃာတော်အရှင်မြတ်များရေမရောတဲ့နှုတ်ကနာဆွမ်းတဲ့ဘက်ကပ်သည်ဒီလိုရေမရောတဲ့နှုတ်ကနာဆွမ်းတဲ့တန်ဃာတော်ရေဆွမ်းကပ်ပြီးတော့ကိုရင်ကလေးဝှက်ပေးမယ်အချိန်မှာရှင်သာရိပုတ္တရာကိုတော်မြတ်သည်ဘာကမ္မထံပေးတုံးဆိုတော့တဆပစ္စကကမ္မထံပိဿကြီးဘာကမ္မထံလုံးမြို့ကေသာလောမာနခာဒန္တာတဇော32ခုထာတာအကုန်လုံးမပေးနိုင်တော့လေတရားနာပိဿအဲ့ဒီဆရာဖြစ်တဲ့ဘုန်းကြီးကဒီ9ပါးသောတဆပစ္စကကမ္မထံတော့ပေးပါတချို့ကဒါကိုသမန်ငါရှံငါထင်ပါတယ်မထင်ပါနဲ့ခေငါဝါလူသက်စုမကပွင့်တော်မူသွားကြတဲ့ဘုရားရှင်ကိုတော်မြတ်တိုင်းမစွန့်နဲ့ဒုတိန်တကာယကမ္မထံဖြစ်ပါတယ်ဗျာများများမပေးနိုင်တော့လေတဆပစ္စကကမ္မထံကိုပေးပါအဲ့ဒီကေတလောမနခရန္တာတဇောဒီကမ္မထံကိုပေးတဲ့ချိန်ခါမှာကေတာဆိုတဲ့ဆံပင်လေးနဲ့ပတ်သက်ပြီးတော့မမြဲတဲ့အနိစ္စဆင်းရဲတဲ့ဒုက္ခအနှစ်မရှိတဲ့အနတ္တလက္ခဏာရဲ့3ပါးမှလည်းလှုပ်ပြီးတော့နိဗ္ဗာန်ရာရိုးထုံးတာမရှိလို့ဒီလက္ခဏာရဲ့3ပါးနဲ့တကွမောင်တိတ်တာကလေးကိုသင်္ကန်းဝှက်ပေးလိုက်ပါပြီပြိဿရေရှေးတုန်းကရှင်ပြုတာများခမည်းတော်စဉ်းစားကြည့်ပေါ့မန္တကြီးတွေမဆောက်ပါဘူးကွန်းတောင်ကိုင်းပန်းတောင်ကိုင်းတွေလည်းမပါပါဘူးဘာမှမပါပါဘူးတရားနာပြိဿနော်မြင်းကြီးတွေစီးပြီးရှင်လောင်းလှဲ့တာလည်းကျမ်းဂန်နဲ့မတွေ့ပါဘူးနောက်ဒီခမည်းတော်ခေတ္တတော့လောက်ကြရရှင်လောင်းလှဲ့ရတယ်မြင်းကြီးစီးလို့ရွှေထီးကြီးကဆောင်းရတယ်
မောင်ရင်လောင်လေးလူဝေးရတယ်ကုနောင်ပန်းလောင်ကိုင်းလေးနဲ့ဘိုးအေးပွားအေးလေးနဲ့ဗိသိက်တွေသွင်းရတယ်မှန်လားပြိဿကြီးမှန်ပါဗျာဩတိဇာထုတ်ကငိုခြင်းလည်းမပါဘူးသိုးစရာလည်းမပါဘူးဇက်ွက်ဇက်သားလေးစီးစီးဟောနေတာဒါပြီးတရက်သေးပြီးမဲ့ဇက်ထုတ်လည်းမဟုတ်ဘူးခင်ဗျားတို့ကြည့်ရတာလည်းတချို့ရန်တိရန်ခွေဖြစ်ကုန်တနာတယ်ဒါပြီးကျုပ်တရားကဒီတရားကဒီအချိန်မှာဓာတ်စာကျွေးလို့လည်းမဖြစ်ဒီတရားခက်စီစီဟောတာတောင်တရားနာပိဋကမပြီးဘူးဗျနှစ်ဖြင့်ကဆက်ရမယ်ဇက်လားရှင်မယားဇတ်ထုတ်များရှင်မယားတို့ပါဇက်ထဲတင်ဖြစ်တာဗျာရှင်မယားတို့စကလုံးထွားလို့ဒီလောက်ကြားနေတာပါဗျာကျုပ်ပေါ်လည်းမအောင်မေ့ပါနဲ့နော်စကလုံးထွားတာကြံဒီကံမဟုတ်ပါဘူးခင်ဗျားတို့လည်းသိတဲ့အတိုင်းလှတော်သားပါပြိဿကြီးစကလုံးထွားတာဘယ်သူတို့ဒီလေးတွေကလှတော်သားတဲ့လူကြီးတွေကရန်ကုန်သွားတော့မှထင်တယ်လောက်ဘူးသူတို့ကလှတော်သားဟဲ့စကလုံးထွားတာဥလတ်သိဆေးရမတော့ရဲတဲ့ရွာပေါ့ရွှေဘိုလမ်းမှာရှိတဲ့လှတော်ဆိုဥလတ်သိဆေးရမတော့ရဲတာမပြောနဲ့ဥလတ်သိရှိသူတို့ရွာကတကြီးဆေးတံတောက်လာတော့သူတို့ရွာသားတယောက်ကပြောတယ်အလိုလေတို့ရွာကတကြီးဆေးတံတောက်လာလိုက်တာကွယ်တဲ့ငါးချက်ဝင်မှုတ်ကလေးခွေးချီလာတယ်တိုင်းဘယ်ဥလတ်သိနောက်ဆေးတံတောက်ရဲတော့လှတော်သားစကားပြောတဲ့နေရာအလွန်ထွားထွားကြိုင်ကြိုင်ပြောတယ်ဥပမာမပါပဲမပြောဘူးကျုပ်စားမယုံပါဘူးလှသိမ်းပြောတာနောက်ကျုပ်ကိုယ်တိုင်တွေ့မှယုံတယ်ကျုပ်အဲ့ဒီရွာရောက်သွားတယ်သူတို့ရွာကနေဝက်လက်မြို့ကိုချိုးရကျုပ်ကမေးကြည့်တယ်ဝက်လက်လမ်းကောင်းရဲ့လားလို့ရှင်ပြားတို့အဲ့ဒီဂျစ်ကန်းနဲ့သွားလို့ရတော့ဝက်လက်လမ်းကကြောက်ခဲစားသွားတော့အစာကြည့်တယ်ဝဲဒီလမ်းမြို့ပေါ့ကြောက်ခဲစားသွားတော့အစာကြည့်တယ်လမ်းကျန်းကျန်းနဲ့ပြောလိုက်ဆိုးတယ်ပြောလိုက်ပြီးရောကြောက်ခဲစားသွားအစာကြည့်တယ်စကားပြောရင်ဥပမာနဲ့တပည့်တော်တို့ဝက်လက်ကမစီးဘူးဖရားတဲ့ဘာပြုလို့တုံးပြုတ်လို့ဆိုတော့အိုးတဲ့ဝက်လက်ကစီးလိုက်ဖရားတဲ့နောက်ကဂလုံးနဲ့လမ်းတောင်းလှဲ့ကြည့်ရေစီလှဲဖရားကားနေတယ်ပြောပါလားရေစီလှဲကလမ်းတောင်းမြန်တဲ့စကားပြောတာပြောပါတယ်ဒီထဲတရားနာပိဋကသူတို့ရွာနာမှာကျွတ်တို့ဟိုပေါက်တော်ဆိုတဲ့ရွာရှိအဲ့ဒီပေါက်တော်ရွာကကျွတ်တို့စာပြန်မွဲတန်ဃာတော်တွေကိုကျွတ်တို့ကြက်သားဓာန်ပေါင်းနဲ့ဆုံးကတ်ကျက်သားတံမောင်းနဲ့ဆုံးကတ်တဲ့စာပြန်မွဲသွားကြည့်ပြီးပြန်လာတော့ပြောတယ်။ပါတဲ့ပေါက်တော်စာပြန်မွဲဆိုလို့သွားပါတယ်လက်ဆက်တတ်တော့ဘုံကြီးအေးကိုကွာလို့ဆိုတဲ့ကျက်သားတံမောင်းနဲ့ကတ်တာဘုံကြီးအေးတယ်ဗျ။ဘုံကြီးတွေကလည်းကွာတဲ့စားတဲ့ဝေသားလေးပြီးဘလူးကြတဲ့အတိုင်းပဲဟာအယိုးကြီးကြအောင်စားလို့ပြောတယ်။စကားပြောလိုက်ရင်တရလွန်ကျုပ်တို့ကမေးကြည့်တယ်ခင်ဗျားတို့လှတော်သားတွေကလို့ဥပမာမပါပဲစကားမပြောတတ်ဘူးလားလို့။အိုးတဲ့ဥပမာမပါပဲစကားပြောရရင်တဲ့တပည့်တော်တို့ကလှဲမီးတို့စီးရတဲ့အတိုင်းဟောပါလားဗျာနော်ဗျာ။တလုံးမှမလွတ်ဘူး။ဒီထက်ကျုပ်ကမေးတယ်ခင်ဗျားတို့လှတော်ကားစိတ်မှာကားပေါ်ရကြပြုတ်လို့မေးတော့ကားပေါ်တာမပေါ်တာတော့ဗျာတဲ့တပည့်တော်တို့ကားပေါ်တဲ့အကြောင်းပြောရမယ်ဆိုရင်ပြချီးခါတဲ့အတိုင်းတချီခါတာသိမှာပေါ့ခင်ဗျားတို့ပြားကောင်တွေဒွီနဲ့ကားဘလောက်ပေါ်ဖျားတဲ့တပည့်တော်တို့ RDP မှာစီးတယ်ဟီနိုမှာစီးတယ်ဘာဖြစ်လို့တို့များဟီနိုမြန်တယ်ဆိုတာသူများတွေပြောတာမယုံဘူးဖျားတယ်ဟိုတနေ့ကမန္တလေးစီးလိုက်သွားတာဟုတ်တယ်ဟိုဖျားတယ်ဟီနိုမြန်မုံပြောရမယ်ဆိုရင်ရိုင်းဖဲကြီးဆောင်ဖက်လိုက်ရတဲ့အတိုင်းပဲကြံဖန်မှာကြီးဆောင်သူပဲတော့ဖက်လိုက်ဘူးလို့စကားပြောရင်တရလွန်ပြောတယ်ဒီထဲတရားနာပိဋကဟိုသူတို့စိုင်နိုင်ကြီးဆိုတဲ့ရွာရှိတယ်သူတို့နားမှာစိုင်နိုင်ကြီးရွာကအလှဖိုင်းလို့လိုက်သွားတယ်ဟေးတဲ့ကျွေးတာနဲ့ကြက်သားဟင်းမဲ့กว่าတဲ့ဒါပတိဟေးတဲ့ကြက်သားဟင်းမစားခင်ထိုင်းရှိခိုးလိုက်ရသေးတယ်ဟောဘာဖြစ်လို့တော့ခါဘာဖြစ်လို့မလဲกว่าတဲ့ကြက်ကကို့တဲ့အသက်ကြီးနေလို့ကြက်သားဟင်းချက်တာရင့်နေပြောပါလားဗျကြက်ကို့တဲ့အသက်ကြီးလို့ထိုင်းရှိခိုးရစကားပြောရင်တလုံးမှမလွတ်တဲ့လူတွေဒီထက်တရားနာပြေတာဟိုသူတို့တငယ်ချင်းပေါ့လေတရွာသားနဲ့သွားတွေ့တော့ဘယ်နဲ့တော့ဟဲ့တဲ့မင်းတို့ရှိစီးပွားရေးကြီးပွားရေးတဲ့စီးပွားရေးကတော့မမေးတဲ့ငါလူရေးတဲ့ဝလုံးကောင်းနဲ့ဆင်တိုးတဲ့အတိုင်းပဲဟာစီးပွားရေးကြက်တယ်ပြောရင်မပြီးဘူးလားဝလုံးကောင်းနဲ့ဆင်မနဲ့လှုပ်တိုးဟာမင်းတို့ရှိအလောက်ကင်လေးရောဟာတဲ့ဟိုကမေးတယ်
အလုံးအကန်ကလည်းမမေးနဲ့ငါလူရဲ့တဲ့ရှိတဲ့အလုံးဖိလုံးလဲတနေ့တခြားစားဦးကကြီးလာတောက်တိတောက်တဲ့အလုံးရောတဲ့လူတွေငါဟိုအဆက်မေးတယ်ဟိုနေပေါင်းပါတယ်မင်းတို့ရှိသမဝါယဝဆိုင်ကအထယ်လေးပါလေထုတ်ပေးရလားဟာအထယ်ပေးမပေးတော့မမေးနဲ့မောင်ရေးတဲ့ကိုမိမကိုလေးထန်းဆောင်อ่ะကြီးထိုးမှကြောက်လို့အထက်မပေးဘူးပြောရင်ပြီးတဲ့ကိစ္စပဲစကားပြောရင်အဲ့ဒီတိုင်းပြောတယ်ကျွတ်တော့ငယ်ငယ်ကကြားဘူးတာတော့တရားနာပြည်သားကိုခြိပါသားပခန်းသားကြားဘူးတယ်အခုလှရောသားဗျာဒါကြောင့်လှရောစကားကိုကျွတ်တို့စာအုပ်ရေးထုတ်တဲ့လူကတောင်ထုတ်နေပါပြီပခန်းသားကကျွတ်တို့စဉ်းစားတယ်အော်တို့ပခန်းရာဇဝင်နဲ့လာတာအခုလှရောသားကတဲနာမည်ကြီးစကားပြောကောင်းတယ်ပြောတယ်စကားပြောပြိုင်မလို့သွားတဲ့ပြည်သားစကားပြောပြိုင်မလို့သွားတော့ကျွတ်တို့လှရောရွာထိတ်ကလေးလေးတယောက်တွေ့အဲ့ကောင်မင်းဘယ်ရွာသားတော့ကျုပ်လှရောသားဗျလာခဲ့မပြီးနဲ့မင်းသိပြီးတော့ဘိုက်ကိုဖောက်စားဘိုက်ဖောက်စားမယ်ဆိုတော့လှရောသားကလေးလေးကပြောတယ်များတဲ့စားခြင်းဘိုက်တော့မဖောက်ပါနဲ့တဲ့ယိုကျွေးပါမယ်ကဲဘယ်လူကြီးနဲ့ပြောခဲ့ရတော့ပြည်သားကလေးနဲ့ပြန်ပြေးခဲ့ရဒါကြောင့်တရားနာပြည်သားကျုပ်ဇတ်ထုတ်တထုတ်ကိုနှစ်ညခွင့်ဟောလို့ကြာနီကံစကလုံးထွားတယ်တော့မထင်ပါနဲ့စကလုံးထွားတာကလှရောသားဆိုတဲ့တရားကနေဆက်သွားတာတရားနာပြည်သားအခုကိုရင်ကလေးသင်္ကန်းဝစ်ပေးပြီးဗလားပြည်သားသင်္ကန်းဝစ်ပေးပြီးပြီမဲ့လို့ကိုရင်လေးရဲ့နာမည်ကတရားနာပြည်သားကိုရင်တိတ်တဆိုတော့နာမည်ကလေးနာမည်ရမှာကျွတ်တို့တစ်ခုရှိပါသေးလားဒီလိုနဲ့တရားနာပရိသတ်ရှင်ပြုတ်ပြီးတဲ့ချိန်ခါမှာမိဘများသည်9ရက်ရေမရောတဲ့နှုတ်ကနာဆွမ်းတွေကိုလှူပြီးတော့အိမ်တို့ပြန်ညတာမဏေငယ်သည်8ရက်မြောက်သောနေ့မှာယဟန်တော်အများနဲ့ဆွမ်းခံထွက်မယ်လို့အဲ့ဒါလိုမြို့ကိုကြေညာလိုက်တော့မြို့သူမြို့သားများသည်တာမဏေငယ်ဆွမ်းခံကြွမတဲ့ဆိုတဲ့သတင်းကိုကြားလိုက်တာနဲ့တပြိုင်နက်စီစဉ်ညဆွမ်း900စီစဉ်ယုံနဲ့မကဘူးတရားနာပြိတ္တပစိုးတွေလှူဒန်းမှုစီစဉ်ညအဲ့ဒီလိုတန်ဃာတော်900နဲ့တာဝဋ္ဌိမြို့တွင်သို့တာမဏေငယ်ရှင်ဒိဋ္ဌကြွသွားတဲ့ချိန်ခါမှာမြို့သူမြို့သားများသည်ဆွမ်းနေလှူကြပစိုးတွေလှူကြနဲ့ဟောဆွမ်း900နဲ့ပစိုး900ရလာခဲ့ပြန်တယ်နောက်နေ့နန်းနဲ့ကြပြန်တော့ဘုန်းကြီးတို့ကျောင်းရဲ့ဥပဇာမှာလာပြီးတော့ဆွမ်းနဲ့ပစိုး900လှူကြပြန်ရော9နှစ်အရွယ်သာရှိသေးသောကိုရင်ဒိဋ္ဌသည်အဲ့ဒီလို2ရက်ထဲနဲ့ဘင်လျင်ဆွမ်း1000နဲ့ပစိုး1000ကိုရခဲ့ဘေးသားကြီးဆွမ်းဘယ်1000ရခဲ့တော့အဲ့ဒီလိုဆွမ်း1000ရလာတဲ့အချိန်ခါမှာကိုရင်ကလေးသည်နာမည်တစ်ခုထပ်ပြီးတော့ရခဲ့ပိဋ္ဌပါတဒါယကတိတ်တာဘာတဲ့တုံးပြိဿကြီးဘယ်နှနာမည်ရသွားပါလဲအဲ့ဒီလိုပိဏပါတဒါယကတိတ်တာဒီအမည်ရပြီးတဲ့နောက်ပစိုး1000ရတယ်ဆိုတာလေတရားနာပြိဿကျွတ်တို့ဩမဟာသေနပုံနာကြီးဘဝတုန်းကပစ္စည်းတွေဆုံးမသွားတဲ့အချိန်ခါမှာရှင်သာရိပုတ္တရာကိုမလှူရလို့ရှက်တန်နဲ့ပုံနေပြီးတဲ့နောက်ပုံနာတွေစာဟောတဲ့ပွဲတစ်ခုမှရခဲ့သောပစိုးချမ်းတစ်ထည်ကိုရှင်သာရိပုတ္တရာအားလှူခဲ့တဲ့ကောင်းမှုကြောင့်အဲ့ဒီပစိုး1000ရပါတယ်ဒီလိုနဲ့တရားနာပရိသတ်ကြီးတနေ့တစ်နိုင်ကြတော့ကိုရင်တိတ်တာလေးသည်ကျောင်းစဉ်ဒေသစာကြီးလှည့်လိုက်တဲ့ချိန်ခါမှာတန်ဃာတော်အရှင်မြတ်တေသည်မီးတင်းခုံမှာတရားနာပရိသတ်မီးဖို့ဖို့ပြီးတော့မီးလုံညမီးလုံနေဆိုတဲ့ကကျွတ်တို့ဆောင်းတွင်းဖြစ်မှာပေါ့အဲ့ဒီလိုမီးလုံနေတဲ့ချိန်ခါမှာကိုရင်ကလေးကမေးအရှင်ဖျားများဘာလုပ်နေကြတာလဲဖျား
ကိုရင်တို့ချမ်းလို့မီးလုံနေတဲ့ကွအရှင်ဘုရားများဒီလိုအချမ်းနှိပ်စက်တဲ့ဓာန်ကိုခံနိုင်အောင်ကဗလာများကိုခြုံရံသိနေမဟုတ်လားဗျာကဗလာဆိုတာကျွတ်တို့ခုခေတ်လူစောတကလတ်ခြုံဒီကိုခေါ်ပါတယ်ကဗလာကိုအရှင်ဘုရားတို့ခြုံသိနေမဟုတ်လားဗျာကိုရင်သိမတော့ရှေးဖုံးရှေးကန်ရှိတယ်ကိုရင်မို့ကဗလာကိုခြုံနိုင်ပါရဲ့တို့မတော့ရှေးဖုံးရှေးကန်မရှိလို့ကဗလာမခြုံနိုင်ဘူးကိုရင်ရဲ့ဧကကဗလာခြုံရတယ်ဆိုတာလဲရှေးဖုံးရှေးကန်နော်ရှေးဖုံးရှေးကန်မရှိရင်ခြုံရပါမလားပြိဿခြုံရပါဘူးဗျာဒါဖြင့်အရှင်မယားတို့ကဗလာကိုအလိုရှိကြကုန်ပါသလားဖယားကိုရဲ့ဘယ်နဲ့မေးပါလိမ့်အချမ်းသိမ့်နှိပ်စက်နေတာဒီကဗလာအလိုရှိတာပေါ့အလိုရှိရင်ကြွကြကုန်ဖယားတပည့်တော်ကဗလာရအောင်လို့အရှင်ဘုရားတို့အတွက်ကြွမယ်အရှင်ဘုရားတို့လိုက်ခင်ကြပါကုန်တော့ကိုတော်တွေနောက်ကလိုက်သွားတန်ဃာတော်အရှင်မြတ်တွေနဲ့ကဗလာအလိုရှိလို့ကြွတဲ့ချိန်ခါမှာတရားနာပြိတ္တကြီးအိမ်စဉ်လျှောက်ပြီးတော့ကြွအိမ်စဉ်လျှောက်ကြွလိုက်တဲ့ချိန်ခါမှာကိုရင်ကလေးအကြောင်းပြုပြီးတော့ကိုရင်ကလေးကိုလှူလိုက်ကြတာကဗလာတွေဟိုအိမ်ကတထဲဒီအိမ်ကတထဲဟိုအိမ်ကတထဲဒီအိမ်ကတထဲနဲ့ဟောကဗလာ900တောင်ရတာပြိတ္တကြီးကဗလာပဲနဲ့ထဲရတာကဗလာ900ကိုရပြီးတဲ့နောက်ယောက်ျားတစ်ယောက်ယောက်ျားတစ်ယောက်ကိုလည်းမလှူနိုင်ဘူးသူများလှူတာကိုသွားပြီးတော့ပိတ်ပင်တဲ့ယောက်ျားနည်းနည်းလေးနားထောင်ကြည့်ကဗလာ900ကိုဆိုင်ပေါ်မှာတီခင်းပြီးတော့ရောင်းနေတဲ့ဆိုင်တစ်ဆိုင်ကိုအဲ့ဒီယောက်ျားရောက်အောင်သွားပြောကဗလာရောင်းမဲ့လူကြီးဟဲ့ဘာတော့ကွယ်ခမရဆိုင်ကကဗလာတွေဖုံးထားဟာဘာပြောလို့တော့ကွာဘာပြောလို့ရမလဲဗျဒီမဲ့ကိုရင်ဒိဋ္ဌာလေးကြွလာတဲ့အခုကဗလာ900တောင်ဟိုအိမ်တွေကလှူလိုက်ကြတာရလားအဲ့ဒါမြင်သွားမယ်ဖုံးထားဩခက်လိုက်ပါပြီကွယ်နေပါအောင်အဲ့ဒီကိုရင်ကလေးကအလှမခံမဲနဲ့ယူတာလားလှမယူတာလားဟဲ့လှမယူတာပါခင်ဗျာလှမယူတာဖြင့်ကွယ်ဘာကိစ္စရှိနေပါစေမင်းသွားလို့ပိဋကကြီးကဗလာဆိုင်မောခင်းထားတဲ့ပစ္စည်းတွေဟာသူ့ပစ္စည်းဟုတ်ကဲ့လားကိုပစ္စည်းမဟုတ်တော့လေသရတရားမဲ့တဲ့လူသည်သူများလှူတာကိုတောင်မှမနာလို၍သွားပြီးတော့ပိတ်ပင်ပါသည်တိုင်းပြည်မှာအသရိတဒါနဆိုတဲ့ကုသိုလ်ကြီးကိုကောသလမင်းကြီးပြုတော့ကဘယ်သူနဲ့မှမတူအောင်လှူတဲ့အလှကိုပြိဿ